အားလုံးပဲမင်္ဂလာပါရှင်။ Opera Hunter Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ပရိသတ်များအတွက်ဒီနေ့မှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းကတော့စာရေးဆရာမင်းရေးချေရေးသားထားတဲ့မုတ်ဆိုးထန်လိမ့်နဲ့မြေမဲကြိုက်ဝမ်းဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးကြပါရရှင်။ချင်းပြည်နယ်မြောက်ပိုင်းကကနေဒီတောင်ကြားကြီးရဲ့မနက်ခင်းကတော့စောင်းနေမျိုးရင်းနဲ့လွှမ်းခြုံနေပါတယ်။အရှိတ်မိုးကုတ်စဝိုင်းစီကနေနေရောင်ကြီးကတိမ်ပင်လေကြီးကိုဖောက်ထွက်ပြီးတဲ့နောက်တော့ဆိုင်နှွေးရာလေးအိမ်မောကြရာကနေပြီးတော့မှတပြေးပြေးနိုးထလာစေပါတယ်။ထက်လင်းကတော့အိမ်ရှိကုတ်ပြစ်ပေါ်မှာထိုင်ရင်းကသူ့ရဲ့လက်ဆွဲတော်.303ရိုင်ဖယ်ကြီးကိုတေးသက်စွာနဲ့တိုက်ချွတ်ပါတယ်။တနက်ပြောင်းကစီနဲ့တင်းတင်းလေးနဲ့ထင်းရှူးစီနဲ့ရောထွေးပြီးတော့လေကိုတဝါကြီးရှူရှိုက်ပါတယ်။နှာခေါင်းဝမှာအခိုးငွေတွေထွက်လာတဲ့အထိရာသီဥတုကအေးမြလို့အကိုကြီးကောင်းကျင်ပါပူလေးရပြီညီမလေးနံမိုးကမိဝတ်ချောင်းတွေကအငွေတစ်ထောင်ထောင်ထနေတဲ့ဝါဘန်းကလေးကိုကင်ပြီးတော့မှထွက်လာပါတယ်ကောင်းကျင်ပေါင်ဖြူဖြူကလေးပေါ်မှာနန်းထောင်မွမွေးလေးဖြူထားပါသေးတယ်အေးကောင်းလိုက်တာဟဲ့ဒီရသေးကကောင်းကျင်ပေါင်နေရှင်တွေးကြအလိုက်ဖက်ဆုံးမယ်ထန်လေးကတနက်ကိုဘေးမှာချပြီးတော့မှလက်ကိုတုပ်လိုက်တယ်သူရဲ့ခြေရင်းမှာတော့သစ္စာရှိရဲ့အမဲလိုက်ခွေးကြီးအောင်နှက်ကတားဖြစ်သူကြားပေါက်တုံးနဲ့အတူတူနေအောင်ကြည်ရတဲ့နေရာမှာခွေးလေးအိတ်နေပါတယ်ထန်လေးကကောင်းကျင်းပေါင်းတစ်လုံးကိုယူစားရင်းကတောင်တန်းကြီးတွေကိုငေးလို့ကြည့်နေရပါရွာလက်တစ်လျှောက်မှာတော့ရွာသားတချို့ကထင်းစည်းတွေကိုစီထမ်းရင်တောင်ပေါ်ကနေဆင်းလာပါတယ်ကလေးငယ်တချို့ကရောင်စုံသုံးမွေးအင်ကြီးကိုဝစ်ဆန်လို့ကြောင်းသွားရင်ပြင်နေကြတယ်အရာရာကအေးချမ်းပြီးတော့မှตาရလှပနေပါပြီကိုကြီးမင်းညတော့ခွေးဟောင်တန်နေကြားလားရွာတောင်ပန်းဘက်ကတော်တော်ကိုစူးညံ့နေနမ်မုံကရင်ွေးချမ်းငှက်ပေးပြီးတော့မေးတယ်ကြားတယ်ညီမလေးတောကောင်တကောင်ကောင်ရွာနာကတ်တယ်နေမှာပေါ့ထန်လင်းကပေါ့ပေါ့ပါပါပဲဖြေလိုက်တယ်စောင်းနှင်းဆိုရင်တောကောင်နေအစာရှားတဲ့အတွက်ရွာနာကတ်တက်တာကထုံးစံလို့ဖြစ်နေလို့ပါအဲ့တော့ချန်ဝင်းရဲ့တကာဖွင့်လိုက်တဲ့အတန်နဲ့အတူလူတစုဝင်လာပါတယ်ရှေ့ဆုံးကတကြီးဥပမောင်မျက်နှာကတော့စိုးရိမ်တော့ကတွေအထင်းသားသူရဲ့အနောက်ကရွာသား2ယောက်နဲ့ငိုထားတဲ့မျက်လုံးတွေနဲ့မူးအစ်နေတဲ့အမျိုးသမီးကြီးတစ်ယောက်ပါလာပါတယ်ကိုထန်လင်းရှိလားဥပမောင်ရဲ့အတန်ကတုံရံနေတာထန်လင်းကကောင်းကျင်းပေါင်းစောင်းလက်စာတွေချပြီးတော့မတည့်ရက်တင်အောင်နဲ့ကြားပေါက်ကချစ်ချစ်မဲခေါင်းထောင်နားဆွနေရှိပါတယ်တကြီးဘာကိစ္စများရှိလို့လဲဗျာမနဲ့စောစောစီစီဥပမောင်ကကုတ်ပြစ်နာကိုတိုးကလာပေးရနောက်တက်ပြင်းချတယ်အရေးကြီးရဲ့မောင်ထန်လင်းရဲ့ရွာတောင်ပိုင်းကဥပူလျံတို့သားဖ3ရက်ရှိပြီတောထဲကနေပြန်မလာဘူးဒီမနေ့သူမိမစိတ်ပူလို့ရွာသားတွေနဲ့လိုက်ရှာခိုင်းတော့တောင်ကုန်းအဆက်နှမှာပစိုးအစုပ်နဲ့သွေးကွက်တွေကိုတွေ့ရတယ်တဲ့ကွာပါလာတဲ့အမျိုးသမီးကငိုတယ်ကဲပါအောင်ဆရာထန်လင်းရဲ့ကျမယောက်ျားနဲ့သားလေးကိုကဲပါအောင်သားလေးက10နှစ်ပဲရှိသေးရပါထန်လင်းရဲ့မျက်နှာရတင်းမှသွားပါတယ်သွေးကွက်တွေ့ရဲဆိုတဲ့အချင်းကြီးမကောင်းဘူးဘယ်နေရာမှာလဲတကြီးဟိုးဘက်မြေမဲကြိုင်ဝမ်အဝါကိုဖြတ်တဲ့လမ်းကျောဘက်ကတွေ့တာမြေမဲကြိုင်ဝမ်ထန်လေးရရေရွလိုက်ပါတယ်အဲ့ဒီနေရာကကနေဒီတောင်ကျောရဲ့အမောင်ဆုံးနေရောင်အရာအနည်းဆုံးနေရာပါရှေ့လူကြီးတွေကနှက်ကြီးရဲ့လို့ဆိုပြီးတော့ရှောင်နေနေရထန်လေးရနံမိုးတစ်ချက်ကြည့်လိုက်တယ်မြမလေးရဲ့မျက်လုံးထဲမှာစိုးရိမ်မှုတွေကိုတွေ့ရပြန်ပါတယ်သူမခေါင်းလေးတစ်ချက်ကိုနှိပ်ပြလိုက်တယ်အကိုကြီးသဘောတော့နားလေတယ်ဆိုတဲ့သဘောကောင်းပြီလေတကြီးကျွန်တော်ခုပဲလိုက်ပါမယ်အောင်နဲ့ကြားပေါက်ထားကြဟိထန်လင်းရနေရမှာချိတ်ထားတဲ့ဓမ္မရုပ်ဖြုတ်လိုက်ပါတယ်ပြီးရနောက်တော့.303ရိုင်ဖယ်ကြီးကိုပခုံးမှလွှဲတယ်ကနေဒီတောင်တန်းရဲ့အေးချမ်းတဲ့မနက်ခင်းလေးကရုပ်ကြီးဆိုသလိုအုံမိုင်းသွားသလိုပါပဲရွာလမ်းမအတိုင်းထွက်လို့သွားတော့ထန်လင်းရဲ့ကြောပြုံကြည့်ရနဲ့တောင်တန်းကြီးတွေကတိတ်ဆိတ်ပြီးတော့မှသစုံတယောက်တတိပိနေသလိုပါဆိုင်ရွယ်ရွာလေးရထွက်ခွာလာတော့ရှာဖွေရေးအဖွဲ့တွေကကနေဒီတောင်တန်းရဲ့မတ်ဆောင်ရဲ့တောင်ကျောလန်းအတိုင်းတိတ်ဆိတ်စွာနဲ့ချီတက်လာခဲ့ပါတယ်အဖွဲ့မှာတော့ထန်လိန်တကြီးဥပမောင်နဲ့တန်ဆွမ်းနေတဲ့ရွာသား9ယောက်ပါပါတယ်သူတို့အားလုံးရဲ့လက်ထဲမှာတော့တောခုတ်ဓမ္မကိုစီပါကြပြီးရနောက်ထန်လိန်ကအရှိဆုံးကနေ.303ရိုင်ဖယ်ကိုလွှဲပြီးတော့ဦးဆောင်နေအဲ့ဒီအချိန်မှာတော့စောင်းရသည်ရဲ့အလေကာလပါကနေဒီတောင်ကြားမှာတခုလုံးလိုဟာတဘာဝရဲ့အလှပဆုံးပကြီးကားတစ်ချက်လိုဖြစ်နေပါတယ်လှလိုက်တာဗျာဒီနေ့ချယ်ရီပွက်နာမှာတတော်လုံးတစ်ထောင်လုံးရဲနေရပဲနောက်လိုက်ပါလာကြရွာသားတယောက်ကကိုကျုံးကမနေနိုင်တော့ရေရော့ပါတယ်သူပြောတာလည်းမမားဘူးတောင်ကုန်းတစ်ခုလုံးမှာတောချယ်ရီတွေကလည်းအရွယ်မရှိတော့ဘူးပ
ပန်းရောင်ပုတ်ဖက်ကလေးတွေကဝဝေးဆဆဖုံးလွှမ်းနေတာကအေးမြတဲ့တောင်လေတိုက်ခတ်လိုက်တဲ့မှာပန်းလေးတွေရဲ့ပွင့်ဖက်ကလေးတွေကစောင်းလေနဲ့အတူလေထဲမှာဝေးဝဲဆင်းသွားပါတယ်အင်မတန်မှလှပတဲ့ရှုခင်မှာမြေကြီးပေါ်မှာဆိုရင်လေခြေပွင့်လေးတွေကပန်းရောင်ကိုစောခင်းထားသလိုပါပဲတောင်ဇလက်နီနီလေးတွေထေရှူပင်စိမ့်စိမ့်နေနဲ့ပန်းရောင်ချယ်ရီပင်နေပေါင်းဆက်ထားတဲ့ကနေဒီတောင်တန်းရဲ့အလှကရှုမငီးစရာကောင်းပါတယ်ဒါပေမဲ့အဲ့ဒီအလှတရားရဲ့အောက်မှာအကြီးတန်းတဲ့အဖြစ်ဆိုတစ်ခုရှိနေတာကိုတော့သူတို့အားလုံးသိနေကြတယ်အလှတရားနဲ့အန်ရဲဆိုတာကဒင်္ဂါးပြတစ်ခုရဲ့ခေါင်းနဲ့ပန်းလိုပါပဲလားထန်လိန်ကချယ်ရီပင်အောက်ကဖြစ်သွားပြီးတူတူလေးညီးတယ်သူ့ရဲ့ပခုံးပေါ်ကိုချယ်ရီပွန်းဖက်ကလေးကျွေးကြလာပေမဲ့သူ့မျက်လုံးနေရာမြေကြီးပေါ်ကခြေရတွေကိုပဲအာယုံစိုက်နေပါတယ်ရထန်လိန်ဟိုးပဲကြောက်တုံးယူကြော်ရင်လေမြေမဲကြံဝါအဆက်ကိုရောက်ပြီးဥပမောင်လက်ညှိုးထိုးပြတယ်သူတို့ကတော့ချယ်ရီတောအုပ်ကိုကြော်ဖြတ်ပေးရနဲ့ပတ်ဝန်းကျင်အနေထားအရရုပ်ကြည်ပြောင်းသွားပါတယ်နေရောင်ကြီးတောက်ပနေတဲ့ပန်းရောင်ကဘာမှာအုံမိုင်းပြီးတော့ဆိုဆွတ်တဲ့အနက်ရောင်ကဘာတစ်ခုထဲကိုဝင်ရောက်သွားတယ်လို့ခံစားရပါတယ်မြေမဲကြိုင်ဝမ်းဆိုတာကဒီနေရာမှာမြေစီလွာရမိသွေးခဲသူမဲနှက်နေပြီးရနောက်တော့ထေရှုပင်တွေကပုံမကြီးမားလို့ပင်စီတွေကရင်းညစ်အစိမ်းတွေထူထပ်စွာနဲ့ကဲ့ညီနေတတ်တာပါနေရောင်ကြီးကတရွက်အုပ်တွေကိုဖောက်ထွက်ပြီးတော့မြေပြင်ကိုကောင်းကောင်းမကြရောက်နိုင်ပါဘူးလေတူကစိတ်ငနေအေးသွားပြီးတော့ဆွေးမြင်နေတဲ့သူ့ရဲ့ပုတ်အနက်နဲ့မှုန်နဲ့နေရလဲရောနေသေးတယ်ဒီနေရာနေကင်းအောင်တော်တော်ကိုမင်းမောင်နေရပဲနော်ရွာသားတယောက်ကလက်မောင်းပုတ်သက်ပြီးတော့ပြောတယ်ကြားလုံးမဲ့တရိထားအသက်တော့မထွက်စီနဲ့ထန်လေးရလက်ကပြတယ်အောက်နဲ့ကြားပေါက်ကအရှိကိုတိုးသွားပါတယ်နှာခေါင်းမြေကြီးနဲ့ကပ်ပြီးအနှံ့ခံနေသူတို့အမီးတွေကပုံမှန်လိုတနက်နက်မဟုတ်ပဲနဲ့တောင့်တင်းနေတာဒီနေရာပဲကိုထန်လေးကိုပူလဲမိမပြောတဲ့နေရာဥပမောင်ကဝယုံပင်ရဲ့တနေ့ရောက်ညွန်ပြပါတယ်ထန်လင်းကအဲ့ဒီနေရာကိုကြည့်လိုက်တယ်မြေကြီးပေါ်မှာတော့ပလိုင်းတစ်လုံးကလဲကျနေတာပလိုင်းထဲမှာတော့မြစ်6တိန်နဲ့တောင်ရ3ဓမ္မတလက်ထွက်လာပါတယ်ထူးခြားတာကအဲ့ဒီနေရာတဝိုက်မှာတော့ခြုံပုတ်တရားပြိုလဲပြီးတော့မြေကြီးကကလော်တူးထားတယ်လို့တွင်းချိုက်ခွက်ကလေးဖြစ်နေတာကြည်စံဒါတာမန်ရုံရင်စံကဖြစ်ထားတာမဟုတ်ဘူးထန်လင်းရမြေကြီးပေါ်မှာဒူးထောက်ထိုင်ပြီးတော့မှကျိုးကြနေတဲ့တက်ကိုင်းတစ်ခုကောက်တယ်တက်ကိုင်းမှာအမွေးချမ်းမဲမဲတူတူတချို့ညှိနေပါတယ်တကြီးခမရတို့ရွာသားတွေပြောသလိုဒါကကြားလက်ချက်မဖြစ်နိုင်အောင်ထန်လင်းအတန်ကတင်းငင်ပမဲ့လေးနဲ့တယ်ဗျာကြားမဟုတ်တော့ဘာကောင်းလဲဥပမောင်မျက်လုံးပြူသွားတယ်ထန်လင်းရမဖြေသေးပဲနဲ့မြေကြီးပေါ်မှာရှေ့သွေးဆက်တွေဆက်လက်ပြီးတော့ချစ်ရခတ်နေသွေးဆက်တွေကမဲနဲ့နေတဲ့မြေကြီးပေါ်မှာခဲနေပါတယ်သွေးလန်းကြောင်းကလည်းဂျိုင်ဝမ်ရဲ့အလဲပိုင်းကြောက်ဆောင်ကြီးတွေရှိရာဘက်ကိုဦးတည်သွားတယ်သွေးလန်းကြောင်းတောင်လိုက်မယ်ဒါပေမဲ့တတိထားဒီကောင်ရသားကောင်တက်ပြီးပြီဆိုရင်ပြစ်ထားမှာမဟုတ်ဘူးသူ့နေရာသူတည်သွားတဲ့အကျင့်ရှိတယ်ရှာဖွေရေးအဖွဲ့တွေကသွေးဆက်တင်နောက်ကိုထိုက်ချက်မကွာလိုက်တယ်ချယ်ရီပန်းနေအလှတရားကသူတို့ရဲ့နှောက်ကျောဘက်မှာကျန်နေခဲ့ပါတယ်တကြီးခမရတို့ရွာသားတွေပြောသလိုကြားလက်ချက်တော့မဖြစ်နိုင်ဘူးထန်လင်းအတန်ကတင်းငိမ့်နေရဆိုရင်လေးနဲ့တယ်ကြားမဟုတ်တော့ဘာကောင်းလဲဗျဥပမာမျက်လုံးပြူသွားတယ်ထန်လင်းရမဖြေးသေးပဲနဲ့မြေကြီးပေါ်မှာရှယ်သွေးဆက်တွေကိုဆက်လက်ပြီးတော့ချစ်ရခတ်နေသွေးဆက်တွေကမဲနဲ့နေမြေကြီးပေါ်မှာခဲနေပါပြီသွေးလန်းကြောင်းတွေကဂျိုင်ဝဲရဲ့အတွင်းပိုင်းကြောက်ဆောင်ကြီးတွေရှိရာဘက်ကိုဦးတည်ပါတယ်သွေးလန်းကြောင်းတိုင်လိုက်မယ်ဒါပေမဲ့တတိထားကြပါရှာဖွေရေးအဖွဲ့ကသွေးဆက်တင်နောက်ကိုထိုက်ချက်မကွာလိုက်ပါတယ်ချယ်ရီပန်းနေအလှတရားကသူတို့ရဲ့နောက်ကျောဘက်မှာကြံခဲ့ပါတယ်အခုသူတို့အရှိမရှိနေတာကတေမရဲ့အငွေ့အသက်တွေဂိုင်900ခန့်ရှောက်ပြီးရနောက်တော့အောင်နှက်ကရုတ်တရက်ရက်သွားတယ်ပြီးတော့ထိုးဟောင်းနေကြားပေါက်ကလေကုံမွေးထောင်ပြီးအရှိကိုကြောက်ကဘာတစ်ခုကိုပဲစူးစူးဆိုင်ဆိုင်ကြည့်နေတော့တာတွေ့ပြီထန်လေးရတနမောက်တိတ်တိတ်စိတ်တင်လိုက်တယ်ကြောက်ကပယံဘေးမှာရှိနေတဲ့လှိုင်ကောင်းပေါက်ဝမှာလူတယောက်လဲတယ်ထန်လိန်တို့အနာကိုပြေးတယ်ဖះဖះဥပူလျံဥပမောင်မျက်နှာလွှဲလိုက်ပါတယ်ဥပူလျံရဲ့ကိုယ်လုံးရကြည့်လို့မရအောင်ပြက်စီးနေပြီတာမန်တာရဲ့တရိษံကြိုက်တက်တာနဲ့မတူဘူးခန္ဓာကိုယ်ကအရိုးတွေကျိုးကြည်လို့ရင်ဘတ်တစ်ခုလုံးပြက်စီးနေတယ်မျက်နှာမှာလည်းလက်သေးရအကြီးကြီး9ချက်လောက်ကစုပ်ပြေးနေသေးတာထန်လင်းရအလောင်းဘေးမှာထိုင်ပြီးတော့ဒဏ်ရောင်စစ်စေးတယ်နန်ရိုးတွေကုံကျိုးနေတာဒါကြိုက်တက်တာမဟုတ်ဘူးရိုက်တက်တာအင်းအားအရန်ကြီးရဲ့လက်ဝိုင်းနဲ့ရိုက်တက်ထားတာထန်လင်းက
ဘေးပတ်ဝန်းကျင်တစ်ချက်ဝေးကြည့်လိုက်ပါတယ်ဥပူလျံရှိနေရဲဆိုပေမဲ့သူ့သား10နှစ်အရွယ်သားလေးရဲ့အရေးအယံကိုမတွေ့သေးဘူးကလေးရောကလေးရပဲမလဲရွာသားတယောက်ကအော်မေးပါတယ်ထန်လေးကလှိုင်ကိုဝမှာကြာလို့နေတဲ့ဖနက်ကလေးတစ်ဖက်ကိုကောက်လိုက်ပါတယ်ဖနက်ကသွေးစောနေရဒါပေမဲ့အလောင်းကိုတော့မတွေ့သေးဘူးတကြီးကလေးပါသိပြီလားအသက်ကိုရှင်သေးရလားမပြောတတ်ဘူးဒါပေမဲ့တခုတော့သိချာတယ်သူ့ဖေကိုတတ်သွားတဲ့အကောင်ကတာမန်အကောင်တော့မဟုတ်ဘူးထန်လေးကမြေကြီးပေါ်မှာတင်ကျန်နေတဲ့ခြေရာကြီးတစ်ခုကိုလက်ညှိုးထိုးပြပါတယ်အဲ့ဒီခြေရာကလူခြေရာနဲ့စင်တူပေမဲ့လူခြေရာထက်2ဆလောက်ကြီးပြီးတော့ခြေချောင်းထိပ်တွေမှာရှည်လျားခြေသေးရာတွေရှိပါတယ်ဝဝချီယာနဲ့တော့တူတယ်ဒါပေမဲ့ထူးဆန်းတယ်ထန်လေးစကားသံဆုံးတော့ချယ်ရီဒေါဘက်ကရိုက်ခတ်လာတဲ့လေးအေးလေးကမြေမဲကြိုက်ဝမ်းထဲဝင်သွားပါတယ်တရွက်6တွေဝေရန်ပြီးတော့6ချားပွဲရမြည်ခီးသွားပါတယ်ဥပူလျံရဲ့ရုပ်အလောင်းကိုတွေးလိုက်ရတဲ့မြင်ကွင်းကရှာဖွေရေးအဖွဲ့တွေကိုတိတ်ဆိတ်သွားစေတယ်တိတ်ဆိတ်ငြိမ်သက်နေပြီးရနောက်တော့အေးမြတဲ့တောင်ပေါ်လေးလေးကကြောက်ကပါးတွေကိုတိုးဝေပြီးတော့မှဖြတ်တန်းသွားတိုင်းအတန်းကသေမရဲ့ညညွတ်တန်လို့ပေါ်လာပါတယ်တကြီးခြေနေရတော့မကောင်းထန်လေးကအလောက်ကနေမျက်နှာလွှဲပြီးတော့မတိတ်ရက်တယ်ဒီနေရာမှာကြကြနေလို့မဖြစ်ဘူးဒီကောင်ကသူ့ရဲ့အစာကိုတက်ပြီးရင်တနေ့ရောက်သူသွားဖွက်မှာပြီးရင်ပြန်လာစားတတ်တယ်အခုဒီကောင်ဒီနားတဝိုက်မှာရှိနေနိုင်တယ်ထန်လေးစကားကိုကြတော့ရွာသားတွေပြပြတလဲဖြစ်ကုန်ပါတယ်ဘေးပတ်ဝန်းကျင်မှာတောအုပ်ကြီးကိုကြောက်လန့်တကြဝေဝဲပြီးတော့ကြည့်ကြတယ်အဲ့ဒါဆိုကျုပ်တို့ဘယ်လိုလုပ်မလဲကိုထန်လေးကလေးရောဥပမောင်ကအတန်တုံတုံနဲ့မေးတယ်ထန်လေးကခဏတာတွေးစားလိုက်ပါတယ်မိုးစိုးတယောက်ရဲ့အုံနောက်ကလှိမ့်မြဲစွာအလုံးလုံးတယ်လူခွဲပြီးမှရှာမဖြစ်မဲ့တကြီးလူအများကြီးနဲ့သွားနေမယ်ဆိုရင်အတန်နေဆူညံပြီးတော့ကလေးကိုရှာရခတ်လိုက်မယ်ပြီးတော့ဒီလောင်းကိုလည်းဒီတိုင်းပစ်ထားလို့မဖြစ်ဘူးကျန်တဲ့မိသားစုတွေပြန်တင်ရအောင်မယ်ထန်လေးကတန်ဆွမ်းတဲ့ရွာသား3ယောက်ကိုရွေးထုတ်လိုက်တယ်ကဲကိုကျုံခမည်းနဲ့လူ2ယောက်ကဥပုလျံအလောင်းထန်ရွာပြန်တော့လမ်းမှာဘယ်မှမနားပါနဲ့သတိထားပြီးပြန်ပါစိတ်ချက်ကိုထန်လေးကျုပ်တို့တက်နံတလားမြင်သွားပါမယ်ကိုကျုံတို့ကပါလာတဲ့ပစိုးတွေဝလုံးနေနဲ့အလောင်းကိုထုတ်ပိုးပြီးတော့မှတဘိုးလုပ်ပြီးတော့မှပြင်ဆင်ကြတယ်ခဏကြာတော့သူတို့အဖွဲကဝန်းနေပွဲကောင်းတဲ့ဝန်ထုတ်ကိုထမ်းလို့မြေမဲဂျိုင်ဝမ်းကနေပြန်လို့ထွက်လာခဲ့ပါတယ်အဲ့တော့တောထဲမှာထန်လိန်တကြီးပေါမောင်နဲ့နောက်ထပ်ရွာသားတစ်ယောက်ဖြစ်တဲ့ငပွားအဲ့ဒီ3ယောက်ပဲကျန်တာကဲကျွန်တော်တို့ကလေးကိုဆက်ရှာမယ်ထန်လိန်ကဥပုလျံအသက်ခံရတဲ့နေရာကိုပြန်သွားပြီးတော့မြေပြင်နေထောက်အသေးစိတ်ကြည့်တယ်မြေကြီးပေါ်မှာစိုးစွတ်နေတဲ့ခြေရာကြီးတွေကိုထင်းထင်းရှားရှားတွေ့ရပါတယ်ထူးဆန်းတယ်ဘာထူးဆန်းတာလဲကိုထန်လိန်ဝဝဝင်ခြေရာမဟုတ်ဘူးလားငပွားမေတော့ကြည့်ရတာဝဝဝင်နေတော့တူတယ်အနောက်ခြေရာလူခြေရာလိုဖနှောက်ရှိတယ်ဒါပေမဲ့ထန်လေးကခြေရာတစ်ခုလက်နဲ့တိုင်းလိုက်ပါတယ်ပုံမှန်ဝဝွန်ခြေရာဆိုရင်ခြေသေး9ချောင်းပါတယ်ဒီခြေရာခြေသေးရ4ချောင်းပဲတွေ့တယ်ပြီးတော့ခြေလန်းကျဲပုံကြည့်ရတာဒီကောင်ကခြေ2ချောင်းထောက်ပြီးတော့လမ်းလျှောက်သွားတဲ့ပုံပဲဝဝွန်တွေကမတက်ရက်တယ်ဆိုပေမဲ့ခရီးကိုမတက်ရက်ပြီးတော့မှရှောက်လို့မရှိဘူးထန်လေးရဲ့မျက်နှာကြီးကတန်တရားတွေနဲ့ပြည့်နေသွားပြန်နေဒါဝဝွန်အိုတကောင်လားဒါမှမဟုတ်အခြားတဝါဆန်းတကောင်လားထန်လေးကခြေရာတွေကိုကြော်လွန်ပြီးရနောက်တော့ခြုံပုတ်တစ်ခုဘက်ကိုတိုးပါတယ်အဲ့ဒီနေရာမှာတော့မြေကြီးကိုရက်ကန်ဖြစ်နေပြီးဖက်နဲ့ရအသေးလေးတစ်ခုတွေ့တယ်ဟောဒီမှာဒါကလေးခြေရာပဲထန်လေးရဲ့မျက်လုံးတွေကအယောင်တောက်သွားပါတယ်ကလေးကသူ့ဖေအသက်ခံရတော့ထွက်ပြေးသွားတာကြည့်လေခြေလက်နေရကျဲနေတယ်သူတက်လူပြီးတော့ပြေးထားတာပြီးတော့ဥတီချက်ကထန်လေးရလက်ညှိုးကိုမြေမဲကြိုင်ဝဲရဲ့အနက်ဆိုင်ဆုံးနေရာထင်းရှုပင်အိုကြီးတွေပေါက်ရောက်နေတဲ့တောင်ကုန်းဘက်ကိုလက်ညှိုးညွှန်ပြပါတယ်သူ့ပုံပြေးတက်သွားတာအကောင်ကြီးကလိုက်မသွားလားဆရာထန်လေးလိုက်ပုံတော့မရဘူးဒီမှာအကောင်ရဲ့ခြေကဒီနားမှာဆုံးနေသူကအလောင်းနားမှာပဲတပတ်လျှောက်ပြီးတော့ပြန်လှည့်သွားပုံပဲကလေးကကန်ကောင်းလို့လွတ်သွားတာထန်လေးကအောင်နဲ့နေကြားပေါက်ကိုလက်ဖြောက်တီးပြီးတော့အချက်ပြလိုက်ပါတယ်ခွေးနှစ်ကောင်ကကလေးခြေအနှံ့ကိုခံပြီးတော့အရှိကဥဆောင်နေသူတို့3ယောက်ကတော့မြေမဲကြိုင်ဝမ်ရဲ့အတွင်းပိုင်းကိုတိုးဝင်လာခဲ့ကြတယ်။အဲ့ဒီနေရာမှာရှိတဲ့တစ်ပင်တွေကပုံမကြီးမားလာပြီးတော့ပင်စီတွေကလည်းရင်ကြီးအစိမ်းနေရာဖုံးလွှမ်းလို့နေရပါ။နေအောင်ကြီးကတော့တရွက်စိမ်းတွေမဖောက်နိုင်တာနဲ့ပဲအောက်ခြေမှာမှောင်ရိပ်ကျနေပါတယ်။တောရလည်းပဲတိတ်ဆိတ်လွန်းနေပုံမှန်ကြားနေကြငှက်အော်တန်နေပစင်းအော်တန်နေအော်ကြီးရဲ့တန်နေမရှိဘူး။ခြေတန်းကတရှက်ရှက်နဲ့လီတိုးတန်ပဲကြားရပါတယ်။ကိုထန်လေးကျုပ်တော်ရရောက်ဖို့ရများပြီဒီနေရာလောက်၆ချတာမျိုးတစ်ခါမှမကြုံဘူးသေးဘူးဥပမောင်ကလေးတန်တူတူနဲ့ပြောတယ်
သတိထားပါတကြီးရေတောတိတ်နေရဲဆိုတာအကြောင်းရှိတယ်ကျွန်တော်တို့တကောင်ကောင်က6နေရဖြစ်နိုင်တယ်ထလင်းရပွိုင်း303ကိုလက်မောင်းမှာအသင့်တင်ထားပါတယ်နိုင်ဝက်လောက်လမ်းလျှောက်ပြီးရနောက်တော့ကြောက်ဆောင်တစ်ခုရဲ့အကွယ်မှာအောင်နှက်ကရှက်လိုက်တယ်ပြီးရနောက်တအီနဲ့ညီးတန်ပေးတယ်ထလင်းပြေးသွားကြည့်လိုက်တော့ကြောက်ဆောင်ကြားတဲ့စူးချမိုးတနေရာမှာအပြာရောင်အထဲတစားကိုတွေ့ရပါတယ်အဲ့ဒါတားလေးရဲ့အင်ကြီးစပဲဥပမာကအထဲစားကိုကင်ပြီးတော့အတီးပြူတယ်သူအသက်ရှင်သေးတယ်ထန်လိန်ရေရွတ်လိုက်ပါတယ်ဒါပေမဲ့သူ့စိတ်ထဲမှာဘေးလီယာပူကြီးလာပါတယ်ကလေးတယောက်နေနဲ့ဒီလောက်ကြမ်းတက်တဲ့တောကြီးထဲမှာဒီလောက်သွေးအေးတဲ့လူသက်ကောင်ရှိတဲ့နေရာမှာ3ရက်ကြောင်ဘလို့အသက်များရှင်နေတာလဲပေါ့ပြီးတော့တကယ်ပဲအကောင်ရသူ့နောက်ကိုမလိုက်တာလားမိုးရတော့မယ်ထင်တယ်ငပွားကောင်းကင်အမော့ကြည့်ပြီးတော့ပြောတယ်တိမ်မဲတွေကကနေဒီတောင်ဖျားကနေပြီးတော့စုယုံလာပါတယ်လေကပုံမူပြီးတော့ကြမ်းတမ်းလာတယ်ပုံတရံမမှန်နဲ့ခြေရာကြီးပျောက်ဆုံးနေတဲ့ကလေးမိုးသက်လေးပြင်အမောင်တုအရာအလုံးကထလင်းတို့ဖွဲ့ကိုစိန်ခေါ်နေတယ်လို့ပါပဲကဲမမြန်သွားမယ်ဘိုးမြခင်ကလေးကိုတွေ့မှဖြစ်မှာမိုးရွာပြီးဆိုတာနဲ့အနက်နေရပျောက်ကုန်မယ်ထလင်းရဓမ္မရည်နဲ့အရှိကနေစူးနွယ်တွေကိုခုတ်ထွင်ရှင်းလင်းပြီးခီးဆက်ပါတယ်ကောင်းကင်တစ်ခုလုံးမှောင်မဲပြီးတော့မကြပါဘူးကနေဒီတောင်ကျောမှာရှိတဲ့နမဲကျော်မိုးသက်လေးပြင်စတင်ကြာရောက်လာခဲ့ပါတယ်မိုးရဲစက်တရတရွက်တွေပေါ်ကြပါတယ်လေပြင်းနဲ့တစ်ကိုင်းတွေကလည်းကျိုးကြတဲ့အတန်တွေဝေယုံပင်ကျဲပုတ်တိုက်တဲ့အတန်တွေကတတော်လုံးစူညံသွားတာပါထန်လိန်ရှင်းစက်လို့တော့မဖြစ်တော့ဘူးမိုးကတိတ်ကိုတဲလွန်းနေပြီခြေရရလည်းပြက်ကုန်ပြီတကြီးဥပမောင်ကမိုးရဲထဲကနေအော်ပြောပါတယ်အေးတနေ့ဆိုတော့သူ့ရဲ့အတန်တွေကတုံရှိနေရပါထန်လိန်ရမျက်နှာကိုတက်ချလိုက်ပြီးတော့ပတ်ဝန်းကျင်ဝေးကြည့်ပါတယ်မြေမဲချိုင်ဝမ်ကမိုးရေတွေနဲ့ရှွန်တော်တော်တွေတဖွေဖြစ်နေပါတယ်ခြေလန်းလန်းလိုက်တိုင်းဒူးဆက်လောက်ထိကြုံဝင်ပါတယ်အရှိမကြောက်ကဘာရှိတယ်အဲ့ဒီမှာကူပေါက်တစ်ခုရှိတယ်အဲ့ဒီမှာမိုးခိုပြီးတော့ချင်းနေတို့စောင့်ကြည့်တာပေါ့ထန်လိန်ကဥဆောင်ပြီးတော့ကြောက်ကပရန်ရှိရာကိုတိုးကပ်သွားပါတယ်ကန်ကောင်းထောင်းမစွာကြောက်ဆောင်ခြင်းတစ်ခုကြားထဲမှာလူတရက်ကျော်မြက်တဲ့တဘာဝလိုင်ကောင်းပေါ့ဝါတစ်ခုတွေ့ပါတယ်ဒီမှာတွေ့ပြီးမမြင်ဝင်ကြဒါပေမဲ့လို့ခုပေါက်ကိုရောက်တာနဲ့အောင်နဲ့ကြားပေါက်ကြီးကရုတ်တရက်ဆိုသလိုရှက်တန့်သွားတယ်သူတို့တွေကဂူရဲလဲမဝင်မဲနဲ့အနောက်ကိုစုပ်တယ်အောင်နှက်ကဂူဘကိုကြည့်ပြီးတော့တတိပေးတန်ပြူတယ်ကြားပေါက်ကလည်းပဲအမီကိုခြေထောက်ကြားနဲ့ညှက်ပြီးတော့ကြောက်နေတဲ့ပုံစံမျိုးဘာဖြစ်တာလဲအောင်နဲ့ဝင်လေကွာထန်လင်းရခွေးတွေကိုဆွဲခေါ်ပေမဲ့ခွေးတွေကတော်တော်နဲ့မလိုက်ဘူးအထဲမှာသူတို့အလွန်ကြောက်ရွံ့တဲ့အရာတခုရှိနေပုံပဲထန်လင်းခွေးတွေကမဝင်ဘူးအဲ့တော့အထဲမှာငပွားကအနောက်ကိုတွန့်နေပြန်နေမိုးကအရန်သိမ်းနေရဲ့ငပွားဒီတိုင်းနေတော့လည်းအေးပတ်ပြီးတော့တို့သိလိမ့်မယ်အထဲမှာဘာကောင်မဲရှိရှိငါတို့ရှင်းရမှာပိုကဲလိုက်ဝင်မယ်ထန်လင်းရဓမ္မယိုကင်ပြီးတော့အရှိဆုံးကနေဝင်နေတကြီးနဲ့ငပွားနောက်ကကတ်လိုက်တယ်ခွေးနှကောင်တော့အတင်းဆွဲခေါ်လာပါတယ်ကိုအတွင်းပိုင်းကအပြင်ဘက်ထပ်ပို့ပြီးတော့အေးစိမ့်လို့ထူးဆန်းတဲ့အနက်တစ်ခုရပါတယ်အောက်သက်သက်အနက်တရိษံချီးနဲ့ကြာဟောင်းနဲ့ရောထွေးနေတဲ့အနက်မျိုးထန်လင်းကတော့လွယ်ထဲကဓမီကိုထုတ်ပြီးမိဖွက်နေမိယောင်ကကိုတွင်းပိုင်းကိုထိုးခွဲလိုက်တယ်လို့ပါပဲ၃ယောက်သားဟိုက်ကနေဆိုပြီးတော့ဗျိုင်တူရှဲရွတ်လိုက်တယ်ကူကအတော်တန်ကျဲဝမ်းပါတယ်ဒါပေမဲ့သူတို့အံ့ဩသွားတာကကူရဲ့ကျဲဝန်းမှုကြောင့်မဟုတ်ပါဘူးကူချမ်းပြင်ပေါ်မှာပြန်ကျဲနေတဲ့အရာဝတ္ထုတွေကြောင့်ပါမြေကြီးပေါ်မှာတရိษံအရိုးတွေကအပြည့်ဂျီယိုးဆက်ယိုးတောဝက်ခေါင်းခေါ်နေဟိုတစားဒီတစားအယိုးတချို့ရှိပါတယ်အသားအစာတော့မကုန်သေးဘူးလက်လက်ဆက်ဆက်ပဲရှိပါသေးရဲ့ဒါကဒီကောင်ရဲ့စဖို့ဆောင်ပဲဥပမောင်ကနှာခေါင်းပိတ်ပြီးပြောတယ်ကလေးများရှိနေမလားမသိဘူးထန်လင်းရဓမျိုးဂူတောက်အစွန်းရှိရဘက်ကိုထိုးကြည့်တော့တားလေးမောင်ကောင်ရှိလားဦးလေးထန်လင်းတို့လာခဲ့တာပါအဲ့ဒီတော့အတန်ကပိတ်တင်ထက်သွားပြီးတော့ဘာတမ်းမှပြန်မကြားပါဘူးထန်လင်းရဂူရဲ့အတွင်းပိုင်းအကြဆုံးနေအောင်တပြေးပြေးလျှောက်တယ်အဲ့ဒီနေရာမှာတော့အရိုးပုံတစ်ခုရှိပါတယ်ထန်လင်းရအဲ့ဒီရိုးပုံကိုသေချာကြည့်တော့မျက်လုံးပြူးသွားတာအယိုးခွန်ကြားထဲမှာတန်ကြီးတက်နေတဲ့ရှေးဟောင်းအမဲလိုက်တူမီတနက်နှစ်လက်နဲ့ဓမ္မအကျိုးဘက်တချို့ကိုတွေ့ရတာပါအဲ့ဒါအပြင်ဆွေးမြေ့နေတဲ့အဝတ်အစားထုတ်တွေနဲ့လွယ်အဟောင်းတွေကိုလည်းတွေ့ရပါတယ်တကြီးဒီလာကြည့်ပါဦးထန်လင်းတန်ကတိုးပဲမဲ့တုံခါမှုတော့မရှိပါဘူးဥပမောင်ကရှောက်လာပါတယ်ဓမီရအောက်မှာမြင်ရတဲ့အရာကိုကြည့်ပြီးတော့ဒူးတော်ညှွတ်သွားမတက်ပဲဖျားဒါဥရွှေအေးရဲ့ဓမ္မပဲလွန်ခဲ့တဲ့9နှစ်ကပျောက်သွားတဲ့မိုးစိုးဥရွှေအေးလေးသူ့ရဲ့တရိုးက
ငွေကွတ်ထားတာကြုံမှတ်မိရပေါ့ထန်လင်းရတန်ကြီးတက်နေတဲ့တနက်တလောက်ကောက်လိုက်ပါတယ်တနက်ပြောင်းရကောက်နေပြီးတော့မှတသားတင်နေရကြည်မွားလို့ဒါကလူတက်ကောင်ရဲ့ခေါ်ကနေချိုးပြက်တာကြည်စံဒီကွာတာမန်တရိษံအတိုင်းမဟုတ်ဘူးတကြီးဒါမှမဟုတ်ဆိုတင်းချိုင်းမယ်ထန်လင်းရအယုတ်ပုံကိုဓာတ်နဲ့ထိုးကော်ကြည့်ပြီးတော့မှလူကောင်းကိုတစ်ခုလိမ့်ဆဲလာတယ်ငါဘွားကလက်អော်တယ်ဒီကောင်ရလူတွေကိုတက်ပြီးအလောင်းတွေကိုတင်းမြောက်တင်လာတာသူကလူသားတွေကိုစုဆောင်ထားတဲ့အကျင့်ရှိနေရပဲအဲ့ဒီအချိန်မှာအောင်နက်ကကူရဲ့မှောင်မိုက်တဲ့ထောင်းတနေအောင်ကြည့်ပြီးဟောင်းပါတယ်ထန်လင်းရဓမီကိုဟိုဘက်ကိုချစ်ချင်းလှည့်လိုက်တယ်အဲ့ဒီနေရာမှာတရွက်ဟောင်းနေဝါရွက်တင်နဲ့တေချာခင်းထားတဲ့အိယာတစ်ခုတွေ့တယ်တရိษံတကောင်ရဲ့အိယာနဲ့မတူဘဲနဲ့စနစ်တကျလှုပ်ထားတာပါအဲ့ရနှစ်ဘေးမှာတော့တစ်ခေါင်းနဲ့လှုပ်ထားတဲ့အယုတ်လိုအရာတစ်ခုပျောက်ဆုံးနေတဲ့ကလေးငယ်မောင်ကောင်းရဲ့ကျန်နေတဲ့ဖက်နှက်တစ်ဖက်ကလေးကိုဒီကောင်ကြီးဖမ်းလာသေးချပြီဒါပေမဲ့ကလေးကဒီမှာမရှိပါလားရုတ်တရက်ဆိုသလိုဂူရဲ့အပြင်ဘက်မိုးတန်လေးတန်နေကြရနေလေးလာတဲ့ခြေတန်းတစ်ခုနဲ့အတူတကိုင်းကျိုးတဲ့အတန်နေကြားပါတယ်အောင်နဲ့ကြားပေါက်ကဂူပေါက်မျက်နှာမူပြီးတော့အတန်ကိုဟောင်းနေမိပိတ်လိုက်ထန်လေးရအတန်တူတူနဲ့အမိတ်ပေးသူလာနေပြီအပြင်ဘက်အမောင်တုထဲကနေပြီးတော့မှအေးရမအရိတ်ကြီးတစ်ခုဂူပေါက်ကိုဖြတ်တန်းလာပါတယ်လျက်စီးတစ်ချက်လက်လိုက်တော့အဲ့ဒီအရိတ်ကြီးရဲ့တဒံကိုပီပီတတတွေ့ရပါတယ်ဒါပေမဲ့သူ့ရဲ့ပခုံးပေါ်မှာတစုံတရာထမ်းထားတာထန်လင်းရအသက်ကိုအောက်ထားဓမ္မယုတ်ကြစ်ပေါင်းဆုပ်ထားပါတယ်ဂူပေါက်ဝမှာဝင်ရောက်လာတဲ့အရိတ်မဲကြီးကလျက်စီးရအောင်မှာတခဏတာပေါ်လာပြီးရနောက်ဂူရဲ့အတွင်းပိုင်းအမောင်တုထဲကိုတိုးဝင်လာပါတယ်သူ့ရဲ့ခြေလန်းတိုင်းကလေးလံပြီးတော့ဂူကျန်းပြန်တုံခါနေတယ်လို့ပဲမင်းဖွင့်နေတော့အသက်ကိုလည်းအောင့်ထားထန်လင်းရတကြီးနဲ့ငပွားတီတိုးတတိပေးတယ်ကျောက်ဆောင်အကွယ်တနေရာကနေသူတို့အသားလေးဆွဲကပ်လိုက်တယ်အောင်နဲ့ကြားပေါက်ကတခက်မှုရောင်နားလေတော့အတန်မထွက်ပဲနဲ့ဝတ်နေကြတာသူတို့ရဲ့လေကုံမွေးတွေကထောင်ထပြီးတော့ခနာကိုရတုံရလွတ်နေရပါဝင်လာတဲ့တဝါရသူ့ရဲ့ပခုံးပေါ်မှာထမ်းထားတဲ့အရာတစ်ခုကိုကျမ်းပြင်ပေါ်ကိုပြစ်ချလိုက်ပါတယ်သွေးညီနဲ့လက်လက်ဆက်ဆက်ထွက်ပေါ်လာပြီးတော့အဲ့ဒီအရာကြီးကပျောက်ဆုံးနေတဲ့ကလေးငယ်မဟုတ်ပါဘူးတောဝက်တကောင်မှာတောဝက်ရဲ့လေဘက်မှာအကိုက်ခနာရတဲ့ဒဏ်ရာတစ်ခုရှိပါတယ်တဝါရနှာခေါင်းကိုရှုံပွားလှုပ်ပြီးတော့လေကိုရှူရှိုက်တယ်သူရဲ့အိမ်ထဲမှာသစိမ်းတွေရောက်နေရဲဆိုတော့အနံ့ခံမိသွားတာသူကခြေနှချောင်းထောက်ပြီးတော့ရှောက်နေရကခြေလေးချောင်းအနေထားကိုပြောင်းလိုက်ပြီးတော့မှဂူတောက်တွေလိုက်ပြီးတော့နမ်းတယ်တကြီးနဲ့ငါပွားကျွန်တော်អော်လိုက်တာနဲ့ဂူပေါက်ကိုအားကိုအတကုံပြေးနော်အနောက်ကိုလုံးဝလှည့်မကြည့်ပါနဲ့ထန်လေးရပွိုင်303ရိုင်ဖယ်ကိုဘေးချပြီးတော့လက်ထဲမှာပါတဲ့ဓမီကိုတင်းဆုပ်ထားပါတယ်အဲ့ဒီလိုပိတ်မိနေတဲ့နေရာမှာတနက်ပြက်လိုက်တာနဲ့အတန်ပဲ့တင်ထပ်ပြီးတော့နားတွေကွဲသွားနိုင်တယ်ပြီးတော့မှန်ကန်စွာမထိရင်တရားရထားတဲ့တားရပို့ပြီးတော့ကြမ်းတမ်းပါတဝါရထန်လင်းတို့ပုံနေတဲ့ကြောက်ဆောင်အကွယ်စီဦးတည်လာပါတယ်အသက်ရှူတန်းခက်ပြင်းပြင်းကိုကြားရပြီးတော့အကွာဝေးက10ပေလောက်ပဲရှိပါတော့တယ်ဟကောင်ဒီမှာထန်လင်းရကြောက်ဆောင်နောက်ကနေရုတ်တရက်ခုံထွက်ပြီးတော့ဓမီကိုဖွင့်လို့အဲ့ဒီတဝါရဲ့မျက်နှာတက်ယူမီးထိုးလိုက်တယ်ရုတ်တရက်ကြီးစူးရှာတဲ့လင်းရောင်နေဆိုတော့တဝါရမျက်လုံးကျိမ်ပြီးတော့အနောက်ကိုတွန့်သွားပါတယ်အဲ့ဒီတော့ထန်လင်းရတဝါရဲ့ပုံသဏ္ဍာန်ကိုအတိုင်းသားမြင်ရပါတယ်အေးရမှာဝဝမဲတကောင်ဒါပေမဲ့တာမဘဝနေနဲ့မတူဘဲနဲ့မျက်နှာတစ်ဖက်အချမ်းထဲမှာမီးလောင်ထားတယ်လို့အမာယုံကြီးတစ်ခုရှိတယ်။ညာဘက်မျက်လုံးတွေကဖြူဖွေးတဲ့မျက်လုံးတွေဖြစ်ပြီးတော့ကန်းနေတာပါ။ကျန်ရှိနေတဲ့ဘဲဘဲမျက်လုံးတွေကအနီရောင်တောက်ပြီးတော့လူတစ်ယောက်ရဲ့အကြည့်ကဲ့သို့ရှုံးမှာကောက်ကျမှုတွေကအပြည့်ပဲ။အခြားအထူးခြားဆုံးကသူ့ရဲ့ရင်ဘတ်ပေါ်ကဗီပုံသက်တဲ့အဖြူကွက်ကြီးကသွေးဆက်တွေစွန်းထန်းလို့ဝဝဝင်ကြီးကအလင်းရောင်ကိုလက်ဝါးကြီးနဲ့ကာပါတယ်လူတယောက်ကမျက်နှာကိုကာတယ်လို့ပါကဲပြေးကြတော့ထန်လျက်အော်ဒမ်အဆုံးမှာတော့ဥပမောင်နဲ့ငပွားအသက်လူလူကူပေါက်ကိုပြေးတယ်အောင်နဲ့ကြားပေါက်ကဝဝဝင်ကြီးရှိမတိုးအောင်အတန်နဲ့ဟောင်ထားပြီးဟန့်တားပါတယ်ဝဝဝင်ကြီးကအမြင်အာရုံဝေဝါးနေပေမဲ့အတန်ကြားရောက်လက်ဝါးနဲ့ရန်တန်းရိုက်တယ်ခုနေရန်ကနေပြီးတော့ကြောက်ဆိုင်နေပြုတ်ကျလာတယ်ပါလိုက်တဲ့မြင်ကွင်းအောင်နဲ့ကြားပေါက်အနောက်ဆုတ်လာခဲ့ထန်လင်းရခွေးနှကောင်ခေါ်ပြီးတော့ဂူပေါဝါစီကိုနောက်ဆုတ်ပြေးပါတယ်ဝဝင်ကြီးကဒေါသတွေကြီးပြီးအော်ဟစ်လို့နောက်ကထက်ချက်မကွာလိုက်တယ်ဂူပြန်ဘက်မှာတော့မိုးတွေတီးထန်စွာရွာသွန်းနေစေရှော့ဆောက်အတိုင်းဥပမောင်တို့ပြေးပြီးတော့ဆင်းပါတယ်ထန်လင်းကဂူဝါကနေပြီးတော့ကတ်လိုက်တာနဲ့ရှမ်ဘွားအိုင်ထဲကိုဒူးထောက်ကျသွားပါတယ်ဝဝင်ကြီးက
ကိုဝအထီလိုက်လာပမဲ့မိုးတီမိုးပေါက်တေလျက်စီးလက်တန်တွေကိုကြောက်ရွံပုံပဲသူကတော့ကိုဝမှာရက်တန့်ပြရနောက်မိုးရီထဲကိုထွက်ပြေးနေတဲ့သားကောင်တွေကိုကြည့်ပြီးတော့မှမိုးချင်းတန်တဲ့အပြိုင်អော်ပါတယ်ဟူကနေဆိုတဲ့អော်လိုက်တဲ့အတန်ရကနေဒီတောင်ကျောကြီးတစ်ခုလုံးကိုတုံဟီးသွားစေတာပါထန်လိုင်းတို့၃ယောက်ကတော့မောပန်းလွန်းလို့တောင်အောက်ဘက်မှာရှိတဲ့တစ်ပိန်တပင်အောင်မှာခွခွေးလေးထိုင်နေလွတ်ပြီလားကိုထန်လိုင်းငပွားကရှင်ဘက်ကိုဖိပြီးမေးတယ်လောဆယ်တော့လွတ်ပြီကွာဒီကောင်ကြီးကမိုးတော့ကြောက်တတ်ပုံပဲဒါမဲ့ခမရတို့သတိထားမိလားထန်လေးရမိုးရီစက်တွေကိုတက်ချင်မေးတယ်ဘာလို့လဲဒီကောင်ကတမီနဲ့ထိုးလိုက်တော့ကသူလှုပ်လိုက်တဲ့ပုံစံလေးတာမန်တရိတ်ဆန်ဆိုရင်အလင်းရောင်တွေ့ရနဲ့လန့်ပြီးအနောက်ဆုတ်မှာရံမူရာပဲလုံမှာဒီကောင်ကြီးကြတော့မျက်နှာလှောက်ဝါနဲ့ကတယ်ပြီးတော့မျက်လုံးတစ်ဖက်ကန်းတာတော့မှအတန်ကြားတဲ့နေရာကိုချိန်ပြီးတော့ရှိုက်နိုင်တယ်ဒီကောင်ကြီးတာမန်ဘဝမဖြစ်နိုင်အောင်အရင်ကလူတွေနဲ့ရင်ဆိုင်ခဲ့ပူပြီးတော့အတွေ့အကြုံရှိတဲ့လူဝင်အဆင့်ကိုရောက်နေပြီထန်လေးကတောင်ပေါ်ကကူပေါက်ကိုလှမ်းပြီးတော့ကြည့်ပါတယ်ပြီးတော့ဂူထဲကနေကလေးမရှိဘူးဒါပေမဲ့ကလေးပစ္စည်းတွေတွေ့တယ်ဆိုကြတဲ့ဒီကောင်ရကလေးကိုတတ်မစားဘဲနဲ့တနေရာမှာဖမ်းတာဖြစ်နိုင်တယ်စောင်းတွင်းစာရိတ်ကာဖြစ်နေစူဆောင်းထားတယ်လို့ပေါ့အဲ့ဒါဆိုရင်ကလေးကအသက်ရှင်နေသေးရပေါ့ဥပမာမျက်လုံးတွေကမျောလင်းချက်တွေပြန်တန်းလာတယ်ဖြစ်နိုင်သေးတော့ရှိတယ်ဒါပေမဲ့အချိန်တိတ်တော့မရှိတော့တကြီးဒီကောင်ရကျွန်တော်တို့ရဲ့မျက်နှာတွေကိုမှတ်မိတယ်မနှက်ဖန်မိုးစေးရနဲ့သူကျွန်တော်တို့လိုက်ရှာလိုက်မယ်မိုးနဲ့ပါနဲ့ရွာပြန်ပြီးတော့အစီအစဉ်ပြန်ဆွဲမယ်ကနေဒီတောင်ကျောရဲ့မိုးသိညာကမုတ်ဆိုးနဲ့တားကောင်တွေရဲ့တဒံကပြောင်းလဲသွားခဲ့ပြီးပါပြီခုခါမှာတော့မုတ်ဆိုးဖြစ်တဲ့ထန်လေးကတားကောင်ရဲ့ပြစ်မှတ်ဖြစ်လာခဲ့တယ်မိုးသီးထန်စွာရွာတမှုရှက်တန့်သွားပေမဲ့ကနေဒီတောင်ကျောရဲ့တစ်ခုလုံးကထူထပ်တဲ့မြူနေကြတဲ့မှာနှင်းမြုပ်နေသေးပါဆိုင်ရွက်ရွာလေးရဲ့အဝက်လမ်းမှာဆိုရင်တော့ရွှွန်ွန်နေဘွက်ထပြီးတော့လေထဲမှာလေလူတွေကထဲရှူရနှက်နေအစားဝမ်းနဲ့ပူဆွေးမှုအငွေ့သက်တရားလွှမ်းခြုံနေတာတကြီးကတော့ငပွားနဲ့အတူတူရွာဝင်ကိုပြန်လာခဲ့ကြပါတယ်သူတို့ရဲ့ခြေလက်တွေကလေးလံနေရှာတာရုပ်ပိုင်းဆိုင်ရာပင်ပန်းမှုထက်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကပိုကြီးပါတယ်ရွာအုပ်ပိုင်းမှာရှိနေတဲ့ဥပူလျံရဲ့နေအိမ်မှာတော့ဂျေးစီတန်တစ်ချက်ပေါ်လာပါတယ်ချင်းရိုးရာနာရေးထုံးစံအရတောပိုင်နဲ့တောင်ပိုင်နဲ့တွေဘိုးဘွားတွေကိုတိုင်တဲပြီးတော့အတန်ပေးတာဖြစ်ပါတယ်။အဲ့ဒီအတန်ကိုကြားလိုက်ရတာနဲ့တကြီးဥပမောင်ခေါင်းငိုင်းဆိုင်သွားတယ်။ကိုကျုံတို့အလောင်းတဲပြီးတော့ရောက်နေပြီ။သူတို့နေအိမ်ဝိုင်းထဲကိုဝင်လိုက်ပါတယ်။ငိုရှိုက်တန်နေရစူညံလို့ဝါထရန်ကအိရှိခန်းထဲမှာဥပူလန်ရုပ်လောင်းရိုးရာစောင်းနေပါလေးနဲ့ဖုံးထားပါတယ်။ဘေးမှာတော့သူ့ရဲ့ဇနီးနဲ့ဆွေမျိုးတွေကငိုနေကြတာ။အခြားတစ်ဖက်မှာတော့ပျောက်ဆုံးနေတဲ့ကလေးငယ်မောင်ကောင်းရဲ့မိခင်ဖြစ်တဲ့ဒေါ်ကျိန်နှူဟာမျောလင်းချက်မျက်လုံးတွေနဲ့တကားကိုပဲစောင့်ကြည့်နေရှာတယ်။ထန်လင်းဝင်လာတာတွေ့ရနဲ့ဒေါ်ကျိန်နှူဟာပြေးဖက်ပြီးတော့မှထန်လင်းရဲ့လက်မောင်ဆွဲကိုင်နေကိုထန်လင်းကျမသားလေးရောမပါလောက်လားထန်လင်းကမုံစဘွားတစ်လျှောက်လုံးမှာတားကောင်ပေါင်းများစွာကိုရင်ဆိုင်ခဲ့ပူးမဲ့အခုလိုတားပြောက်မိခင်တယောက်ရဲ့မျက်ဝန်းတွေကိုရင်ဆိုင်ရတဲ့ခါမှာနှလုံးသားတစ်ခုလုံးကင်လုတ်ခံလိုက်ရတယ်လို့ပါပဲထန်လင်းရလွယ်ထရကလေးရဲ့ဖနှလေးတစ်ဖက်ပြီးတော့တစ်ခေါက်ရုပ်ကလေးကိုထုတ်ပေးလိုက်ပါတယ်ဒေါ်ကျိန်နုလက်ထဲကိုညှင်သားစွာနဲ့ထည့်ပေးလိုက်တယ်ဒေါ်ကျိန်နုခမည်းသားလေးကအသက်ရှင်နေပါသေးတယ်အဲ့ဒီစကားကိုကြတော့ဝမ်းနေအိမ်တိမ်လုံးတိတ်ဆိတ်သွားပါတယ်ဒါပေမဲ့ကျွန်တော်မခေါ်လာနိုင်သေးပါဘူးသူ့ကိုအကောင်ကြီးကဖမ်းထားပါတယ်အကောင်ကြီးရဲ့ကူထဲမှာသူ့ပစ္စည်းတွေတွေ့တယ်ဆိုရင်သူ့ကိုမတွေ့ဘူးအကောင်ကြီးကသူ့တနေရမှာဖွက်ထားတဲ့ပုံပဲဒေါ်ကျိန်နုကဖနက်ကလေးကိုရှင်ထဲမှာပိုက်ထားပြီးတော့မှအယုတ်ကျိုးပြက်လေးကျသွားပါတယ်နံမိုးနဲ့ရွာသူရွာသားတွေကသူမကိုတွဲထူပေးကြတယ်ထန်လင်းရတော့အလောင်းစင်တော်တိုးသွားပြီးတော့ဥပူလျံရဲ့ဇနီးတဲ့ကိုနှစ်သိမ့်အားပေးစကားပြောပါတယ်စိတ်မကောင်းပါအမရေဥပူလျံအတွက်ကျွန်တော်လက်စားချီပေးပါမယ်အဲ့ဒါကတော့မိုးစိုးတယောက်ရဲ့ဂတိပါကျွန်တော်ထန်လင်းရတော့အိရှိကုတ်ပြစ်ပေါ်မှာရွာလူကြီးတွေနဲ့ထိုင်ပါတယ်တကြီးဥပမောင်ကရွာသားတွေကိုသူတို့တွေးကြုံခဲ့ရတဲ့ဖြစ်ပျက်တွေကိုပြန်ပြောပြတယ်ကျုပ်အသက်60ကျော်ပြီဒီလိုကောင်မျိုးတစ်ခါမှမတွေ့ဘူးသေးတာဘိုးဘမဲကြီးကလူလိုပဲမတက်ရက်ပြီးတော့လမ်းလျှောက်တယ်မျက်လုံးတစ်ဖက်ကန်းနေရတော့မှဓမီရောင်လှဝါနဲ့ကာပြီးပြန်တိုက်တာအစိုးဆုံးကတော့ဥပမောင်အတန်တုံတုံနဲ့ဆက်ပြောတယ်သူ့ရဲ့ကူထဲမှာမုံဆိုးတင်ကြိုင်ရှိနေရပဲဟိုးလွန်ခဲ့တဲ့နှစ်တရာပျောက်သွားတဲ့မုံဆိုးရဲ့တနက်တွေဓာတ်တွေဆိုတာအပုံပဲရွာသားတွေကမျက်နာတွေဖြူပတ်ဖြူရောဖြစ်ကုန်နေဒါတောကောင်တောင်းကျန်တာမဟုတ်တော့ဘူးတောပိုင်နဲ့ဆိုတာရွာကိုကျင်းစာတိုက်တာပဲဖြစ်နိုင်တယ်အဲ့လိုယူဆကြပြန်နေအဲ့ဒါဆိုကျုပ်တို့ဘာလို့မလဲရွာပြောင်းမလားလူငယ်တယောက်ကမေးပါတယ်ထ
ထန်လင်းရလက်ဖက်ရည်ကျန်းကိုချပြီးတော့မှတင်းငိမ်စွာနဲ့မပြောင်းပါဘူးပြောင်းစရာလည်းမလိုပါဘူးဒီကောင်ကမြေမဲကြိုင်ဝမ်းနယ်နမိတ်ထဲမှာပဲနေတာပါသူကသူ့ရဲ့နယ်နမိတ်ထဲဝင်လာတဲ့သူဆိုရင်တော့ရှမ်းမှုမှာပဲဥပုလျံတို့ကမသိပဲနဲ့သူ့နယ်တွေကိုရောက်သွားလို့ဖြစ်တာပါဒါပေမဲ့မောင်ကောင်းလေးကသူ့ရဲ့လက်ထဲမှာအဲ့ဒီတိုင်းပြစ်ထားမှလားထန်လင်းရမတက်ထားရလိုက်တယ်သူ့ရဲ့ပုံရိပ်ကညနေခင်းအလင်းရအောင်မှာခိုင်မာပြတ်သားလို့မပြစ်ထားပါဘူးဗျာမိုးလင်းတာနဲ့ကျွန်တော်တယောက်တည်းပြန်မမယ်ဗျာတယောက်တည်းအားလုံးကအံ့ဩကုန်ကြတာဟုတ်တယ်လူများတွေဆိုရင်အနက်နံပြီးတော့သူတို့ရှောင်ပြေးနိုင်တယ်ကလေးကိုရှမ်းမှုနိုင်တယ်ကျွန်တော်တယောက်တည်းဆိုရင်တော့သူ့ကိုလှည့်စားလို့ရှားနိုင်မယ်အောင်နဲ့ကြားပေါက်ကိုတော့ခေါ်သွားလိုက်မယ်ထန်လင်းရတကြီးဥပမောင်ကြည့်ပြီးဆက်ပြောပါတယ်တကြီးရွာကိုအဝင်ထွက်လမ်းတွေကိုပိတ်ထားပါတော်ရဲဘသူမှမလွတ်ပါနဲ့ကျွန်တော်ပြန်မလာမချင်းဘသူမှမလိုက်လာပါနဲ့ကောင်လေးကိုအသက်ရှင်ရပြန်ခေါ်လာပါမယ်မရခဲ့ဘူးဆိုရင်တော့ဒီကောင်စိုးရဲ့ခေါင်းယူလာပါမယ်အဲ့ဒါကျွန်တော်သစ္စာပါထန်လင်းရဲ့စကားဆုံးတော့မိုးချင်းတဲ့တဲ့ကြားရပါတယ်ကနေဒီတောင်တန်းကြီးကထန်လင်းရဲ့စိန်ခေါ်မှုတွေကိုကြားနေတဲ့အလားပါထန်လင်းကတော့အိမ်ဘဝကနေပြန်ဆင်းလာပါတယ်အောင်နက်ကကြားပေါက်နဲ့တူတူသူ့နောက်ကတိတ်တဆိတ်လိုက်ပါတယ်အိမ်ပြန်လန်းတစ်လျှောက်မှာတော့ထန်လင်းရဲ့စိတ်ထဲမှာကိုရီးယားတွေ့ခဲ့ရတဲ့ဝက်ဝက်ကြီးအနီရောင်မျက်လုံးတစ်ဖက်ကိုပဲမြင်နေတော့တာမနှက်ဖန်တော့ငါတို့စစ်ပွဲစပြီအိမ်ရောက်တာနဲ့ထန်လင်းရပွိုင်303ရဖဲကြီးကိုအစိတ်ပိုင်းတစ်ခုချင်းစီဖြုတ်ပြီးတော့မှစီထထည့်တယ်ကြီးစံနေရှိမဝင်အောင်ဖျောင်းတုတ်တယ်ဓမ္မယုတ်ကြောက်တုံးပေါ်မှာတရွှဲရွှဲသွေးပါတယ်သူရဲ့ပြင်ဆင်မှုကအရင်ကနဲ့မတူဘူးအရင်တော့အမဲလိုက်ဖို့ပြင်ဆင်တာဟုတ်ပေမဲ့အခုတစ်ချိန်စစ်တိုက်ဖို့ပြင်နေခြင်းမှာစိုင်းရွက်ရွာလေးကထွက်ခွာလာတဲ့ထန်လင်းရဲ့ခြေနှမ်းနေရတော့အရင်ကထပ်ပို့မှုပြီးတော့တည်ငြိမ်လေးနှက်လို့နေပါတယ်သူရဲ့ကြောပေါ်မှာတော့လွယ်တစ်လုံးနဲ့ပွိုင်303ရိုင်ဖယ်အိုကြီးကိုလွယ်ထားပါတယ်ခါမှာကတော့ဘိုးဘွားပိုင်ဓမ္မကြီးကိုချိတ်ထားပါတယ်သူရဲ့နှစ်ဘေးမှာတော့အောင်နဲ့နေကြားပေါက်ကသခင်အချင်းလေးကိုနားလေတယ်လို့တိတ်ဆိတ်စွာနဲ့လိုက်ပါလာကြတယ်ရွာသားတွေကရွာအဝင်တကားကနေပြီးတော့မှထန်လင်းမြူနစ်နေကြရပျောက်ကွယ်သွားတဲ့ထင်ကြီးကြည့်နေပါတယ်သူတို့တွေကထန်လင်းကမိုးစိုးတယောက်သာမဟုတ်ပါဘူးရွာရဲ့ကံကြမ္မာကိုထမ်းပိုးထားတဲ့လူတစ်ယောက်ဖြစ်ပါတယ်နေ့လေတနင်္လာလောက်မှာတော့ထန်လင်းရချယ်ရီကုန်းလို့ခေါ်တဲ့ပန်းရောင်လွှမ်းနေတဲ့တောင်ကုန်းကိုဖျက်ကျော်လာခဲ့ပါတယ်။အဲ့ဒီနေရာကျော်လိုက်တာနဲ့တိုးရဲ့သဘာဝချက်ချင်းပြောင်းသွားပါတယ်။ကဲဒီကနေစပြီ။ထန်လင်းရခြေလန်းရက်လိုက်ပါတယ်။သူရှိမြေမဲချိုင်ဝန်းရဲ့အဝင်ဝကိုမြင်နေရပါတယ်။အဲ့ဒီနေရာကချယ်ရီပင်တွေမရှိတော့အစားထိုးဝင်ရောက်လာတာကကြီးမားလာတဲ့ထင်းရှူပင်အိုကြီးတွေနဲ့နေရာပိတ်ဆို့ထားတဲ့တရွက်အုပ်တွေပါ။လေတူဟာဆိုစွတ်ပြီးတော့အေးဆက်လို့အောင်နဲ့ကြားပေါက်ငါနောက်ကနေလိုက်ခဲ့ရှစ်မတုံးနဲ့ထင်းရှုပ်ပင်ဝကြီးတွေနဲ့နေရောင်ကိုပိတ်ဆို့ထားတဲ့တရွက်အုပ်ဒေတာဖြစ်ပါတယ်။လေတူကတော့ဆိုဆွတ်ပြီးတော့အေးဆက်နေရပါ။အောင်နဲ့ကြားပေါက်ငါနောက်ကနေလိုက်ခဲ့ရှစ်မတုံးနဲ့ထန်လင်းကတော့ခွေးတွေကိုအမေပေးပါတယ်။ဒီတခါခရီးစဉ်ကအမင်းလိုက်တာမဟုတ်ပါဘူး။စစ်စင်ရတစ်ခုဖြစ်ပါတယ်။ရန်သူနဲ့မိမိကိုစောင့်ကြိုနေမှတည်ရန်နဲ့ဝဲရခြင်းပါမြေမဲကြိုင်ဝမ်းထဲမှာချိတ်ချလိုက်တာနဲ့ပတ်ဝန်းကျင်အတန်ပလန်လေးပျောက်သွားပါတယ်။တတောင်းငှက်တွေရဲ့တစ်ပင်ထွင်းတဲ့အတန်မကြားရတောကျတွန်တန်မကြားရကြားရတာမိမိရဲ့ခြေတန်းနဲ့လေတိုးတမ်းပါထန်လင်းရမနေ့တော့သူတို့ဝင်ရောက်ခဲ့တဲ့လမ်းကြောင်းအတိုင်းမသွားဘဲနဲ့လမ်းကြောင်းပြောင်းပြီးတော့မှတောင်ကျောအတိုင်းကတ်သွားပါတယ်။ရန်သူကသူ့ကိုအောက်ခြေလမ်းကနေပြီးမျောလင့်နေနိုင်တယ်လို့တွက်ထားတာကြောင့်ပါအောက်နက်ကထင်းရှုပင်တပည့်အနားမှာရက်တန်လိုက်ပြီးနောက်အတန်ပြူတယ်ထန်လင်းတိုးကတ်သွားကြည့်လိုက်တယ်ထင်းရှုပင်ရဲ့အခောက်တွေကွာကြလို့မြေကြီးဟာ10ပေလောက်အမြင့်မှာတစ်ပင်ကိုလက်သိမ်းနဲ့ကုတ်ချစ်ထားတဲ့အရာကြီး၅ချောင်းကိုထင်ရှားစွာတွေ့ရပါတယ်သစေးတွေရာရိုးစည်းနေပြီးတော့မကြသေးခင်ကလှုပ်ထားတာပါဖယားဒီကောင်းကြီးမတက်ရလိုက်10ပေ9ပေလောက်မြင့်တာပဲထန်လင်းရမိမိရဲ့နဲ့နိုင်ရှံပါတယ်သူကောင်းအထက်2ပေကျော်လောက်မြင့်တဲ့နေရာမှာကုတ်ချီရာဒါကပိုင်နဲ့သက်မှတ်တာဒီကောင်းကြီးကငါတို့ပြန်လာမယ်ဆိုတာသိနေတယ်ဒီမှတ်သားကငါတို့စိန်ခေါ်ထားတာထန်လင်းရတနက်ကိုပခုံးကနေချပြီးတော့လက်မောင်းမှာအသင့်တင်နေသူရဲ့မျက်လုံးနေရာပတ်ဝန်းကျင်ကိုစူးရဲစွာကြည့်ရင်တစ်ပင်တိုင်းရဲ့အနောက်ကွယ်ကြောက်ဆောင်တိုင်းရဲ့အကွယ်မှာမဲနဲ့နေအရေးကြီးတစ်ခုရှိနေနိုင်တယ်လို့ခန်းစားရပါတယ်ထန်လင်းရခြေရဟောင်းတွေကိုရှောက်ဖွေရင်အရှိကိုဆက်တယ်မနေ့ကမိုးရွာထားတော့မြေကြီးပေါ်မှာခြေရတွေကပြက်လူနီးပါရှွန်းနိုအိုင်တချို့မှာတော့ခြေရနှစ်ကြီးကိုတွေ့ရစေပါ
ရုတ်တရက်ကြားပေါက်ကလေကိုရှူရှိုက်ရတဲ့တစ်ဖက်ချုံပုတ်စီကိုတိုးဥတီသွားပါတယ်နေအောင်ကြားပေါက်ထန်လိန်အော်ပြီးတော့တားလိုက်ပါတယ်ဒါပေမဲ့ကြားပေါက်ကချုံပုတ်ထဲကိုခေါင်းဝင်ကြည့်တယ်ပြီးရနောက်ညီးတန်ပြုတ်ပြီးပြန်ထွက်လာတယ်ထန်လိန်သွားကြည့်လိုက်တော့ချုံပုတ်ထဲမှာသေဆုံးနေတဲ့တောစိတ်တစ်ကောင်မှာတောစိတ်ရဲ့အသားတွေအကုန်မစားသေးဘူးထူးခြားတာကတောစိတ်ရဲ့မျက်လုံးနှလုံးဖောက်ထုတ်ထားတယ်ဒါကအစာစားကြလို့တတ်တာမဟုတ်ပါဘူးရက်ဆက်မှုပြကြလို့တတ်တာထန်လိန်ကြောချမ်းသွားတယ်ဝဝဝင်ကြီးကသူ့ရဲ့နေမြေထဲဝင်လာတဲ့သူတွေကိုငါဘလောက်ထိရက်ဆက်နိုင်လဲဆိုတာတက်သေးပြနေတယ်လို့ပဲဒီကောင်ကြီးငါစိတ်ကိုခြောက်ချောင်လှုပ်နေတာထန်လိန်ရဲ့စိတ်ကိုတင်းနေအကြောက်တရားဝင်လာရဲဆိုရင်အမားတွေကပါလာတတ်တယ်သူကတောစိတ်အလောင်းကိုကြော်ဖြတ်ပြီးတော့မနေ့ကသူတို့ဝင်ခဲ့တဲ့ကူပဝါမှာရှိရာကြောက်ကပယံနေစီဦးတင်လိုက်ပါတယ်ဒါပေမဲ့ကူပဝါရောက်ခါနေမှာတော့ထန်လိန်ရက်လိုက်တယ်ကူပဝါမှာတစ်ကိုင်း6တီကိုပုံထားပြီးတော့ပိတ်ဆို့ထားတာတွေ့တယ်ဝဝဝင်ကြီးကသူ့ရဲ့နေအိမ်အဟောင်းကိုစွန့်ခွာသွားပါတယ်ဓမ္မမဟုတ်ရင်ဒါကထောင်ချောက်တစ်ခုလားအောင်နဲ့အနံ့ခံကြည့်အောင်နဲ့ကလေကိုရှူရှားလိုက်ပေမဲ့ကူဘက်ကိုမဟောင်းအခြားတစ်ဖက်ကိုလှည့်ကြည့်တယ်သူဒီမှာမရှိတော့ဘူးသူနေရာရွှေ့သွားပြီထန်လိန်ကမော်စိုးအာယုံနဲ့ဆုံးဖြတ်တယ်ဝဝဝင်ကြီးကသူပုံအောင်ရနေရာကိုလူတွေတိသွားပြီဖြစ်တော့ပုံမလုံးချုံမင်းနဲ့ဆိုင်နေနေရာတစ်ခုကိုပြောင်းရွှေ့သွားတာပါအဲ့ဒီနေရာလေးကကလင်းငယ်မောင်ကောင်းကိုဖွက်ထားတဲ့နေရာပါသူရွှေ့သွားရဲဆိုရင်ချေရကြမ်းခင်မှာထန်လိန်ကဂူပတ်ဝန်းကျင်ကိုဆက်ဆေးတယ်မနေ့တုန်းကမိုးရွာထားရဲဆိုတော့ချေရခန့်ရခတ်နေပေမဲ့ကြောက်တုံးပေါ်မှာကတ်နေတဲ့ရွှွန်းစာရုပ်လိုက်ရှာပါတယ်နောက်ဆုံးတော့မြေမဲကြိုင်ဝဲရဲ့အနောက်ဘက်မက်ဆောက်နေတဲ့ကြောက်ဖြူတောင်ကြားဘက်ကိုဥတီသွားတဲ့ခြေရဖြဖြိုတွေကိုတွေ့ပါတယ်အဲ့ဒီနေရာကလူသွားလမ်းမရှိပါဘူးကြောက်ဆောင်ကြောက်သားတွေရှိနေတဲ့အန်ရများတဲ့နေရာပါမင်းကအခက်ခဲဆုံးနေရာခေါ်လာတာပေါ့လေထန်လိန်ကကောင်းကင်ယူမှော်ကြည့်လိုက်တယ်နေရဝင်းတော့မှာမြေမဲကြိုင်ဝန်းထဲမှာအမောင်တုကစောစောစီစီရောက်လာပါတယ်ညဘက်ဒီနေရာမှာစခန်းချရမယ်ဝဝဝင်ကြီးရဲ့နေမြေထဲမှာဝဝဝင်ကြီးစောင့်ကြည့်နေမယ်ညတညဒီညတော့ငါတို့ဘသူအရင်အိပ်ပျော်မလဲဆိုတာကြည့်ကြသေးရပေါ့ထန်လိန်ကကြောက်ဆောင်ရဲ့အကွယ်တနေရာကိုရွေးပြီးတော့မှနေရာယူတယ်မီးမွေးလို့မဖြစ်သေးဘူးဓမီဖွင့်လို့မဖြစ်ဘူးအမောင်ထဲမှာတိတ်တိတ်ဆိတ်စောင့်ဆိုင်နေကနေဒီတောင်ကျောရဲ့ညရီကလင်းမြန်စွာနဲ့ရောက်လာပါတယ်မြေမဲချိုင်ဝဲရဲ့တစ်ပင်အုပ်တွေကြားထဲမှာလာရောင်ကမြေပြင်ကိုကောင်းကောင်းမရောက်ပါဘူးပဝန်းကျင်တစ်ခုလုံးကမေအိုးမောက်ထားသလိုမဲမောင်နေပြီးတော့မှအေးတန်ကအယိုးတွေကိုစိတ်ဝင်နေပါတယ်ထန်လိန်ကတော့ကြောက်ဆောင်ကပယံတစ်ခုရဲ့အကွယ်လေညာဘက်မှာနေရာယူထားပါတယ်သူကမင်းမမွေးရဲပါဘူးစောင်းထူကြီးကိုပတ်ထားပြီးတော့ point 303ရက်ဖေးကြီးကိုဒူးပေါ်မှာတင်ပြီးတော့မှကြောက်ရွံ့တရုပ်လိုငြိမ်သက်နေပါတယ်သူရဲ့ဘေးမှာတော့အောင်နဲ့နေကြားပေါက်ရှိပါတယ်အသက်ရှူတန်တွေကိုထိန်ပြီးတော့ဝတ်နေကြတာညောင်ပိုင်းမှာတော့တောကောင်ငယ်လေးတွေရဲ့အတန်ကိုကြားရပေမဲ့ညနဲ့လာတာနဲ့အမျှအရာအလုံးတိတ်ဆိတ်သွားပါတယ်အဲ့ဒီတိတ်ဆိတ်ခြင်းကတာမန်တိတ်ဆိတ်တာမျိုးမဟုတ်ပါဘူးတာရဲကြီးလှုပ်ရှားနေပြီဆိုတဲ့တတိပေးချက်ထန်လေးရဲ့စိတ်ထဲမှာတော့အတွေးပေါင်းစုံဝင်ရောက်ပါတယ်ရွာကစောင့်မျှော်နေကြတဲ့ဒေါ်ကျိန်နှုရဲ့မျက်နှာညီမလေးနံမုံရဲ့စိုးရိမ်ပူပန်မှုပျောက်ဆုံးနေတဲ့ကလေးငယ်မောင်ကောင်းရဲ့ကံကြမ္မာဒီကောင်ကြီးငါ့ကိုချောင်းနေတာရုတ်တရက်အောင်နှက်ကခေါင်းကိုထောင်လိုက်တယ်။နှရွက်ကိုစွန့်ပြီးတော့လေအောက်ဘက်ကိုနှာခေါင်းရှုံပါတယ်။ကြားပေါက်ကတော့လေချောင်းထဲကနေပြီးတော့မှတတိပေးတဲ့တူတူလေးပြုတ်ပါတယ်။ထန်လင်းကတော့တနက်မောင်းခလုတ်ပေါ်လက်ညိုးတင်လိုက်ပါတယ်။နှလုံးခုန်တဲ့မျက်လာပေမဲ့အသက်ရှူနှုံးကတော့ပုံမှန်အတိုင်းထိန်းထားတုံးပါပဲ။အတန်တန်ကြားရပါတယ်။တက်ကိုင်း6တစ်ခုလူတယောက်ခြေထောက်နဲ့နင်းချိုးလိုက်တယ်လို့ပြတ်သားတဲ့အတန်မှာအတန်လာရကထန်လင်းရဲ့နေရာကနေဂိုင်း90လောက်အကွာညာဘက်အချမ်းကဖြစ်ပါတယ်ထန်လင်းကအဲ့ဒီဘက်ကိုတနက်ပြောင်ဖြည်းဖြည်းချင်းလှည့်တယ်ဒါပေမဲ့မီးမဖွင့်ရသေးပါဘူးမီးဖွင့်လိုက်မယ်ဆိုရင်တော့မမိနေရအောင်ဖော်ပြရရောက်မှာပါနောက်ထပ်အတန်တန်ထက်ကြပါတယ်အဲ့ဒီတော့ဘယ်ဘက်အချမ်းကဖြစ်ပါတယ်ကြောက်တုံးတုံးပြစ်ပေါက်လိုက်တဲ့အတန်မျိုးပါဒီကောင်ငါ့ကိုကစားနေရပဲထန်လင်းသဘောပေါက်သွားပါတယ်ဝဝင်ကြီးကတနေရာထဲမှာမနေပါဘူးထန်လင်းပုံတဲ့နေရာကိုဝိုင်းပတ်ပြီးတော့မှလှုပ်ရှားနေရပါသူကအတန်ပေးပြီးတော့ထန်လင်းရဲ့တုံ့ပြန်မှုစောင့်ပါတယ်တကယ်လို့ထန်လင်းကလန့်ပြီးတော့တနက်ပြစ်ဖောက်လိုက်မယ်ဒါမှမဟုတ်ရင်မီးထိုးလိုက်မယ်ဆိုရင်အဲ့ဒီအရာသူ့အတွက်အားနည်းချက်ဖြစ်သွားမှာလေးပြင်းတစ်ချက်ဝေးလိုက်တာနဲ့အလွန်ပြင်းထန်တဲ့အနံ့ဆိုးတစ်ခုရောက်လာခဲ့ပါတယ်အပုပ်နဲ့တရိษံအချင်းနဲ့ရှွန့်နုံနဲ့နေရောနဲ့ရဲ့အနက်မှာသူရန်နီးနေပြီပဲ
အောင်နဲ့ကမနေနိုင်တော့ဘဲနဲ့ထားရက်တယ်ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းလို့အမောင်နဲ့ကိုစူးစိုက်ပြီးတော့ကြည်နေရပါထန်လင်းရအောင်နဲ့ရဲ့လေဘယ်ကိုဖက်ပြီးတော့ငြိမ်အောင်ပြန်ထိန်းတယ်မဟောင်နဲ့တော့အောင်နဲ့သီးခန္ဓာအဲ့ဒီအချိန်မှာထန်လေးရဲ့နောက်ကျောဘက်ကြောက်ဆောင်ရဲ့အပေါ်ဘက်စီကနေအသက်ရှူတန်းခက်ပြင်းပြင်းကြားပါတယ်ဝဝကထန်လင်းကိုအပေါ်စီကနေပြီးတော့မှရောက်လို့နေပါပြီသူကအောက်ဘက်မှာပုံနေတဲ့သားကောင်ထန်လင်းကိုအပေါ်ကနေငုံကြည့်ပြီးတော့နှက်ခတ်နေထန်လင်းကကြောချမ်းသွားတယ်တကယ်လို့ဒီကောင်ကြီးကအပေါ်ကနေခုံစမ်းလာရင်သူရှောင်ချင်ရမှာမဟုတ်ဘူးသူကဓမ္မယူဘယ်ဘက်လက်နဲ့ဆွဲထုတ်တယ်ညာဘက်လက်နဲ့တနက်ကိုကန်ပြီးအပေါ်မှော့ကြည့်လိုက်တယ်ဒါပေမဲ့ဘာမှမလှုပ်ရှားပါဘူးအသက်ရှူတန်းရခဏအကြာတဖြည်းဖြည်းဝေးသွားပါတယ်သူမတိုက်ခိုက်ဘူးဘာဖြစ်တာလဲထန်လိမ့်အံ့ဩနေတာအခွေရရပါရက်ကဝဝင်ကြီးကသူ့ကိုမသက်ပိန်နဲ့လှည့်ထွက်သွားတယ်ဒါကကြောက်လို့မဟုတ်ပါဘူးအခြားရည်ရွယ်ချက်တစ်ခုကိုရှိလို့လားထန်လိမ့်တညလုံးမျက်စိမမိတ်ပဲနဲ့မိုးလင်းနဲ့ထိထိုင်ဆောင်ခဲ့ပါတယ်မနက်ခင်းနေရောင်ကြီးကထင်းရှုပင်ထိပ်ဖြာကိုထိတွေ့တဲ့အခါမှာသူကတက်ပြင်းကိုချလိုက်ပါတယ်သူမတည့်ရက်ပြီးတော့ညကအသက်ရှူတန်းကြားနေရတဲ့ကြောက်ဆောင်ပေါ်ဘက်ကိုတက်ကြည့်လိုက်ပါတယ်ဟာအဲ့ဒီနေရာမှာအေယာမဝဝင်ချေရာရုပ်တွေ့ပါတယ်ချေရာတွေကထန်လိမ့်ထိုင်နေတဲ့နေရာတက်တက်ကိုမျက်နှာမူပြီးတော့မှရက်ထားတဲ့ပုံစံမှာထူးခြားတာကနှစ်ဘေးမှာတက်ကိုင်းတစ်ချောင်းကိုထောင်ထားပြီးတော့အဲ့ဒီတက်ကိုင်းမှာစားထားပြီးသားတောကျက်တွေတကောင်ချိတ်ထားပါတယ်အဲ့ဒါတတိပေးတာပဲထန်လိမ့်နားလည်လိုက်တယ်ဝဝင်ကြီးကသူ့ကိုတတ်နိုင်ကြောင်းပြတာလိုက်တာပါငါမင်းကိုတွေ့တယ်မင်းကိုတတ်လို့ရတယ်ဒါပေမဲ့ငါမတတ်သေးဘူးအဲ့လိုသဘောမျိုးဒီကောင်ကြီးကငါ့ကိုမဟုတ်ဆိုးလို့မမြင်ဘူးသူ့ရဲ့ကစားစရာအရှုပ်လို့မြင်တာထန်လိမ့်ရတက်ကိုင်းမှာချိတ်ထားတဲ့ဒေါချက်အသေးကိုဖြုတ်လိုက်ပါတယ်သူ့ရဲ့ရင်ထဲမှာဒေါသနဲ့မာနတွေတပြိုင်နက်တည်းထွက်လာပါတယ်ကောင်းပြီလေမင်းစိန်ခေါ်ကြတာပေါ့ငါမှလည်းကနေဒီတောင်တန်းရဲ့မဟုတ်ဆိုးပါဒီနေ့မင်းနဲ့ငါအဆုံးဖြတ်ပွဲကိုဆင်နွှဲကြမယ်ထန်လင်းရအောင်နဲ့ကြားပေါက်ကိုခေါ်ပြီးတော့မှဝဝင်ကြီးထွက်သွားတဲ့လမ်းကြောင်းအတိုင်းဆက်လက်ပြီးတော့ခြေရခံလိုက်ပါတယ်ဒီတစ်ခါလမ်းကြောင်းကပို့ပြီးတော့မတ်ဆောက်ပြီးတော့ကြောက်ကပါပေါ်လို့နေတဲ့ကြောက်ဖြူတောင်ဆောင်ရဲ့ထိပ်ဖြားစီကိုဥတီပါတယ်မနက်ခင်းနေရောင်ကြီးကတော့မြေမဲကြိုက်ဝင်ရဲ့တစ်ပင်ထိပ်ဖြားတွေကိုထိုးဖောက်ဝင်ရောက်ပါတယ်ထန်လင်းဥတီနေတဲ့ကြောက်ဖြူတောင်ဆောင်အထဲမှာတော့မြို့နှုတ်နေရအောင်ဆိုင်လို့ဒီနေရာကတစ်ပင်နေနေပါပြီးတော့ထုံကြောက်ဖြူဖြူကပယန်နေမှာကြောက်ဆွေကြောက်ဆောင်တွေကပေါ်များတဲ့နေရာပါဒီနေရာငါ့အတွက်အားသာချက်ဖြစ်နိုင်တယ်လို့အားနည်းချက်လည်းဖြစ်နိုင်တယ်ထန်လေးရကြောက်ဆောင်တစ်ခုရဲ့အကွယ်မှာရက်တန့်ပေးရနောက်ပတ်ဝန်းကျင်အကဲခတ်ပါတယ်တစ်ပင်မရှိတဲ့အတွက်အမြင့်အာရုံရှင်းလင်းပေမဲ့မိမိကိုယ်ကိုဖုံးကွယ်ရန်နေရာရှားပါတယ်ထန်လေးရဝဝင်ကြီးထားခဲ့တဲ့တောချက်အသေးကိုလွှဲထဲကနေထုတ်တယ်သွေးနဲ့ကမပြောက်သေးပါဘူးမင်းငေါ့တာနဲ့ချင်းချောက်ချင်တာမလားငါကဒါကိုပြန်သုံးပြီးတော့မင်းကိုသင်ခန်းစာပေးရမယ်အလှဲ့ပဲထန်လင်းရတောင်ဆောင်ရဲ့လူသွားလမ်းကျလေးတစ်နေရာကိုရွှေ့ပါတယ်အဲ့ဒီလမ်းကဘယ်ဘက်မှာကြောက်ကပါမမတ်ကြီးညာဘက်မှာမှော့ကြည့်နေတဲ့ကြောက်တောင်ကြီးရှိပါတယ်ဝဝင်ကြီးလာမယ်ဆိုရင်အဲ့ဒီလမ်းကျလေးကိုဖြတ်ရမှာဖြစ်ပါတယ်ထန်လင်းရတောချက်အသေးကိုကြောက်တုံးတစ်ခုပေါ်တင်ပါတယ်အဲ့ဒီနောက်တော့တအူးချွန်နဲ့ကျက်ရဲ့ကျက်နဲ့အပိုင်းတွေကိုခုတ်ထစ်ပြီးတော့သွေးငင်တဲ့နေပုံမထွက်ပေါ်လာအောင်လှုပ်လိုက်ပါတယ်။လေအောက်ဘက်ကနေပြီးတော့မှလာမယ့်အကောင်ကြီးအတွက်အစာပြေစားစရာအနေနဲ့ဖန်တီးလိုက်တာပါ။ကြားပေါက်အောင်နဲ့လာခဲ့။ထန်လင်းရခွေးနှစ်ကောင်ခေါ်တယ်လမ်းကျင်းရဲ့အထက်ဘက်ဂိုက်30ကွက်အကွာမှာရှိတဲ့ကြောက်ဆောင်ကြားထဲမှာနေရာယူပါတယ်။အဲ့ဒီနေရာကလေညာဘက်ဆိုတော့သူတို့ရဲ့လူနဲ့ခွေးနဲ့နေဝဝင်ကြီးကရနိုင်မှာမဟုတ်ဘူး။ငါတို့ဒီမှာငြိမ်လေးစောင့်မယ်။သူအစာလာစားတဲ့အချိန်ခေါင်းငုံတဲ့အချိန်စောင့်ပြီးတော့ငါတို့ပြစ်မယ်တော့ကြားလားထန်လင်းရပွိုင်303ရိုင်ဖယ်ကိုကြောက်တုံးပေါ်မှာတင်ပြီးတော့ချိန်မက်ယူထားပါတယ်သူရဲ့ပြက်ကွင်းရစက်သေးတင်ထားတဲ့ကြောက်တုံးကြီးတက်တက်ပါအချိန်ကတော့တရွေ့ရွေ့ကုံဆုံးလို့သွားပါတယ်နေမွတ်တဲ့ချိန်ရောက်ပေမဲ့ကြောက်ဖြူတောင်ဆောင်မှာနေအောင်မရပါဘူးတောင်ပေါ်ကလေတွေကတဝဝတိုက်လို့မြူခိုးတွေကလှိုင်းလုံးနေတဲ့ဖွယ်လွင့်ပြန်နေပါတယ်။နိုင်ပေါင်းများစွာကြာပြီးရနောက်တော့ကြားပေါက်ကြီးကရုတ်တရက်ခေါင်းထောင်လိုက်တယ်။သူရဲ့နှာခေါင်းကလေထဲမှာပါလို့လာတဲ့အနံ့တစ်ခုရပါတယ်။အောင်နှက်ကလည်းပဲနေရွက်ကိုအနောက်ပြစ်ပြီးတော့လေချောင်းတွေကအသက်နဲ့ကြီးနဲ့ဟိန်းနေလာပြီ။ထန်လေးတဲ့နှက်ကိုပြင်နေသူ့ရဲ့လက်ချောင်းတွေကမောင်းခလုတ်ကိုညှင်သားစွာထိထားပါတယ်။မြူနေကြတဲ့မှာမဲနဲ့နေရိတ်တစ်ခုပေါ်လာပါတယ်ဝဝင်ကြီးပါသူကတော့ခြေလေးချောင်းထောက်ပြီးတော့မှရှောက်လာပေမဲ့ပခုံးအမြင့်ကတော့လူတရက်နေပါရှိပါတယ်သူရဲ့အမွှေးတွေကမိုးရီဆူထားတယ်ဆိုတော့ဖွာလန်ကျဲလို့
မျက်နာတစ်ချမ်းရှိတဲ့အမာရွက်ကြီးကပို့ပြီးတော့အယုတ်ဆိုကြီးတက်နေဝဝင်ကြီးကလမ်းချင်းလေးတိုင်းရှောက်ပါတယ်သူကကြောက်တုံးပေါ်မှာရှိတဲ့တောကျက်တွေကိုမြင်နေဒါပေမဲ့လို့ထန်လိမ်မျောနဲ့ထားသလိုချက်ချင်းပြေးမစားပါဘူးသူရက်လိုက်ပါတယ်ကောင်းမော့ပြီးတော့လေကိုရှူတယ်ပြီးရနောက်တော့ဘဲညာဝိဝဲပြီးတော့ကြည်ပါတယ်စားလေရှင်းနေတိုးလိုက်စမ်းပါထန်လိမ်စိတ်ကကြိတ်ပြီးဆွတောင်းနေဒါပေမဲ့ဝဝင်ကြီးကထူးဆန်းတဲ့အပြုတ်မှုကိုလှုပ်ပါတယ်သူကစက်တွေကိုလှက်သိမ်းနဲ့ရိုက်ထုတ်လိုက်တယ်စက်တွေကကြောက်ကဘာအောက်ကိုလွှင့်ကျသွားတာဟာဒီကောင်ကြီးကထောင်ချောက်မှသိနေရလားဝဝင်ကြီးကစက်တွေကိုစိတ်မဝင်စားသူကထန်လင်းကိုပုံခိုနေတဲ့ကြောက်ဆောင်ဘက်ကိုမျက်နှာမူလိုက်တယ်သူရဲ့နှာခေါင်းရအလေးကိုတရှူးရှူးရှူပြီးတော့အနီရောင်တောက်နေတဲ့မျက်လုံးတစ်ဖက်နဲ့အပေါ်ကနေစီးမောပြီးတော့ကြည့်ပါတယ်သူငါးနေအောင်တီးသွားပြီလေညာဘက်မှာရှိနေပါရဲ့နဲ့လေပွေလှိုင်းနေဆိုတော့အနက်ကလှည့်ပတ်သွားပုံမှာပဲဒါပေမဲ့ဒီကောင်ရဲ့အာယုံခိုင်နိုင်စွမ်းကလူညံထက်တောင်တာပါသေးတယ်ဝဝင်ကြီးကအတကုံဟင်းပြီးတော့မှထက်လိန်တို့ရှိတဲ့ကြောက်ဆောင်ပေါ်ကိုဒုံဆိုင်ပြေးတက်လာပါတယ်ပြစ်မာရတော့မှထက်လိန်ကအချိန်မဆိုင်တော့ဘဲနဲ့မောင်းခလုတ်ကိုဆွဲချလိုက်ပါတယ်ကျေလောင်လာတဲ့တနက်တန်ကကြောက်တောင်နေကြတဲ့မှာပဲ့တင်ထက်သွားပါတယ်ဒါပေမဲ့ဝဝင်ကြီးကပြေးလာရကြောက်တုံးကြီးတစ်ခုရဲ့အနောက်ကိုဝေရောက်ပုံကွယ်လိုက်တော့ကြီးစံကကြောက်သားကိုသွားမှန်ပြီးမီးပွက်နေဝဝင်ကြီးကကြောက်တုံးကွယ်ရနေပြန်ထွက်မလားသူကတော့ကြောက်ဆောင်အကွယ်ရီအတိုင်းတဒုံမီတဒုံကူးပြောင်းလို့ထန်လိန်တို့နဲ့နီးလာပါတယ်အောင်နဲ့ကြပေါ့တာရဆန်ခွေးနှကောင်ကကြောက်ဆောင်ဘဝကနေခုံစင်ပြီးဝဝင်ကြီးကိုဘိန်းနှစ်ဖက်ကညှက်တိုက်ဖို့ရကြိုးစားတယ်ကြားပေါက်ကဝဝင်ကြီးရဲ့ခြေထောက်ကိုကိုက်ဖို့ပြင်းနေဒါပေမဲ့ဝဝင်ကြီးကမြန်ပါတယ်သူကအရှိခြေထောက်တင်နဲ့ရိုက်ချလိုက်တော့ကြားပေါက်လွှင့်သွားပြီးတော့မြေကြီးပေါ်လှိမ့်ကျသွားတာကဲလာဆန်ထန်လင်းကမောင်းထက်တင်ပါတယ်ဝဝင်ကြီးကဂိုင်း20အကွာမှရှိတဲ့နေရာထိရောက်လာပြီးတော့သူကမတိတ်ရက်တယ်အေးရမဘလူးကြီးလိုမတိတ်ရက်လိုက်တော့သူ့ရဲ့ရှင်ဘက်မှာရှိတဲ့ဝီပုံတရံအဖြူကွက်ကြီးကိုအထင်ရှားတွေ့ရပါတယ်အဲ့ဒါငါပြစ်မှတ်ပဲထန်လေးကစိတ်ကိုငြိမ်အောင်ထားပြီးတော့အဲ့ဒီအဖြူကွက်မှာတက်တဲ့ရိုချိန်ပါတယ်ဝဝင်ကြီးကထန်လေးရှိရာကိုခုံအုပ်ဖို့ကြိုးစားတယ်အဲ့ဒီစက္ကန့်ပိုင်းလေးအတွင်းတောင်ပေါ်ကမြူနှင်းတူကြီးတစ်ခုရုတ်တရက်ဝုန်းဆိုကြာဆန်းလာပြီးတော့သူတို့နှစ်ယောက်ကြောင်ကာစည်းလိုက်တာဒုတိယမြောက်တနက်တန်ပေါ်လာတယ်ဒါပေမဲ့မြူနှင်းနေကြောင်မို့ထိတာမသိချဘူးကြားရတာကဝဝင်ကြီးရဲ့နာကျင်စွာអော်လိုက်တဲ့အတန်နဲ့အတူကြောက်တုံးနေပြူကြတဲ့အတန်မှာထိသွားပြီလားထန်လေးကနေရာကမရွှေ့ရဘူးမြူနှင်းနေကြတဲ့မှာဘာမှလည်းမတွေ့ရအောင်နှက်ကကြားပေါက်ရှိအောင်ပြေးသွားပြီးတော့ရက်ပေးတယ်ကြားပေါက်ကတော့ထုံးနေပြန်ထားတယ်မြူနှင်းနဲ့အနေငယ်ပါသွားတဲ့အခါမှာတော့ဝဝင်ကြီးရှိတဲ့နေရာမှာသွေးကွက်ကြီးတစ်ကွက်ကိုတွေ့ရပါတယ်ဝဝင်ကြီးကမရှိတော့ဘူးသူကဒဏ်ရာရပြီးတော့ကြောက်ဆောင်ထဲကိုထွက်ပြေးလွတ်မြောက်သွားပြန်တယ်သွေးထွက်သွားတယ်ဆိုတော့ तू ကတေမျိုးပဲထန်လေးကတနက်ပြောင်းကနေထွက်နေတဲ့ရန်ငွေတွေမှုတ်ထုတ်လိုက်တယ်ဒီတိုက်ပွဲရမပြီးသေးဘူးဒါပေမဲ့ပထမဆုံးချိန်နဲ့မိုးဆိုးကတားကောင်ကိုသွေးမြောင်လှုပ်နိုင်ခဲ့ပြီကြောက်ဖြူတောင်ဆောင်မှာရန်ခိုးတွေပြက်ပြဲသွားတဲ့အခါမှာတော့လေတိုက်တဲ့အတန်ကလွဲလို့တခြားအရာတွေအားလုံးကတိတ်ဆိတ်နေရပါထန်လေးကတော့ချက်ချင်းပြေးမလိုက်ပါဘူးတနက်ကိုအသင်ပြန်ထားပြီးတော့ကြောက်ဆောင်ကွဲမှာ9မိနစ်ခန့်ငြိမ်သက်စွာနဲ့စောင့်ဆိုင်ပါတယ်ဒါကတော့ဒဏ်ရာရထားတဲ့တားကောင်ကမုံဆိုးပြန်ပြီးတော့ချောင်းမြောင်းတက်တယ်ဆိုတာကိုသိထားရတာပါအောင်နဲ့ဘလို့လဲအောင်နဲ့ကအမေကိုထောင်ထားပြီးတော့လေကိုရှူရှိုက်လို့သခင်ဖြစ်သူကြည့်တယ်သူကဟောင်မပြဘူးဆိုလိုရာဝဝင်ကြီးအနီးနားမှာမရှိတော့ဘူးပေါ့ထန်လေးကနေရာနေထွက်လာပြီးတော့ဝဝင်ကြီးရှိခဲ့နေအောင်သွားကြည့်ပါတယ်ကြောက်တုံးပေါ်မှာတော့သွေးကွက်ကြီးတစ်ခွက်ကိုတွေ့ပါတယ်သူကသွေးကိုလက်ချောင်းနဲ့ယူပြီးတော့ပုတ်ကြည့်တော့သွေးရရဲပြီးပြစ်တယ်အမြုပ်တော့မပါဘူးဒါပေမဲ့အဆုပ်ကိုတော့မထိဘူးနှလုံးကိုလည်းမထိဘူးအမဲအောင်မတန်ဘူးဆိုတော့အသက်နဲ့ကလေးဆောင်မထိဘူးအသားကိုရှက်ထိသွားတာမဟုတ်ရင်တော့ပခုံးသားတွေမြုပ်သွားတာလည်းဖြစ်နိုင်တယ်ထန်လိမ့်မျက်နှာပြတ်သွားပါတယ်ဝဝင်ဆိုတာကအရှိပြအောက်မှာအစီလွှာအတုကြီးရှိတယ်ကြွက်သားထူပြောတဲ့တဝါပါအသက်အနေမရှိတဲ့ဒဏ်ရာတွေကသူ့ကိုအာရုံသွားစေမှာမဟုတ်ပေနဲ့ဒေါသနဲ့အာဃာတတရားတွေကိုသာပုံမပြီးတော့ကြီးထွားလာစေမှာပါကြကြပေါက်လာစမ်းထန်လေးရထောနေနေဖြစ်နေတဲ့ကြားပေါက်ကျိုးစစ်ဆေးတယ်ကံကောင်းစွာအယိုးမကျိုးဝဝလက်ဝါးရဲ့အစွန်ဖြားလေးနဲ့ရှိုင်းမိပြီးတော့မှကြွက်သားအကျော်တင်းသွားကြမှာထန်လေးရလွယ်ထဲရစိတ်မတချို့ဝါပြီးတော့ကြားပေါက်ရဲ့ခြေထောက်မှာအုံပေးလိုက်တယ်ကဲမင်းတိတ်မပြေတော့နေကြပေါက်ငါနောက်ကပဲလိုက်တော့သူ
သွေးဆက်တရားကြောက်ဆောင်နေပေါ်မှာ12ဆက်ကြံခဲ့ပါတယ်ထန်လင်းရတော့သွေးရအတိုင်းတဲတဲမလိုက်ဘူးဝဝအမေရိကအနောက်ကလိုက်လာတဲ့သူကိုပြန်လေတိုက်ခတ်ဖို့ရန်အတွက်မိမိသွားတဲ့လမ်းကိုပြန်ကွေ့ပြီးတော့မှလမ်းဘေးခြုံပုတ်တွေမှာပုံအောင်တက်တဲစွာထန်လင်းနားလေတယ်ဒါပေမဲ့ထန်လင်းရသွေးလန်းချောင်းရဲ့ဘေးဂိုက်20လောက်အကွာမြင်းပြအတိုင်းလိုက်ပါတယ်သူရဲ့မျက်လုံးတွေကသွေးရောက်ကြည့်လိုက်ဘေးပတ်ဝန်းကျင်ကြောက်ဆောင်အကွယ်ကိုကြည့်လိုက်နဲ့အလုရှုံနေတာဒီကောင်ကြီးတောင်မပြတ်မတက်ပင်နဲ့တောက်ကိုပြန်ဆင်းသွားတာသွေးလန်းချောင်းကမြေမဲချိုင်ဝန်းရဲ့အနက်ဆိုင်ဆုံးကြောက်ဆွဲကြောက်တာအပေါ်များဆုံးကြောက်ခေါင်းလိုက်ကူစားရှိတဲ့နေရာဦးတည်ပါတယ်အဲ့ဒီနေရာကြီးကသဘာဝအလျောက်ဖြစ်ပေါ်လို့နေတဲ့တွင်းနှစ်တွေမြေအောင်လှိုင်ကောင်းနေနဲ့ပြည့်နေနေတဲ့နေရာဖြစ်ပါတယ်။နေ့လယ်2နာရီလောက်မှာတော့သွေးဆက်တွေကကြီးမားတဲ့ကြောက်ဆောင်ကြီးနှစ်ခုကြားတွေကိုအမောင်ရိပ်ကျနေတဲ့လှိုင်ကောင်းပေါ့ဝတနေရာမှာရှက်တန့်လိုက်တယ်။အဲ့ဒီနေရာကအလွန်အေးစိမ်ပြီးတော့မှလေးပုံနဲ့တစ်မျိုးထွက်တယ်။ဂူပေါ့ဝမှာဝဝဝင်ကြီးကရွှတ်နေနဲ့တိရွက်တွေကိုအသုံးပြုပြီးတော့မှသွေးတိတ်နေအောင်ဖိကက်ခဲ့တဲ့အရာတွေကိုတွေ့တယ်။သူ့အထဲကိုဝင်သွားပါတယ်။ထန်လေးကဂူဝမှာရက်တယ်ဝင်တဲ့မဝင်တဲ့တွက်ချက်တယ်ကျင်းမြောင်းနေတဲ့ကူထဲမှာဒရန်ရအဝဝင်တကောင်နဲ့ရင်ဆိုင်ရတာကတင်မဲကိုဖိတ်ခေါ်တာနဲ့အတူတူပါပဲဖေဖေကဲပါအောင်လေတိုးတန်လိုညည်းတန်လိုအတန်တဲတစ်ခုကိုဂူတွင်းမိုင်းကကြားပါတယ်ခလေးရှိတယ်ထန်လေးဆုံးဖြတ်ချက်ချလိုက်ပါတယ်သူကလွယ်ထက်ကနေထဲရှူးစီမီတက်ကိုထုတ်ပြီးတော့မင်းကြီးရဲ့ပြီးရနောက်ပိုင်း303ကိုလွယ်ထဲမှာချိတ်လို့ဓမ္မယိုညာပလက်နဲ့ဆွဲထုတ်တယ်ကျင်းမြောင်းတဲ့နေရာမှာတနတ်ထက်ဓားကပိုသုံးဝင်တယ်အောင်နဲ့ကြားပါငါနောက်ကနေလိုက်ခဲ့ဘာတမ်းမှမထွက်စိမ့်နဲ့ထက်လေးရကူတဲ့ကိုခြေဘဝနေပြီးတော့ဝင်သွားပါတယ်ဂူကအတွင်ပိုင်းကျင်းပမဲ့တဖြည်းဖြည်းနဲ့တော့ကျိလာပါတယ်ထုံးကြောက်ပန်းဆွဲတွေအပေါ်ကနေတွဲလောင်ကြလို့ကျမ်းပြမှာရေစက်တွေကကျနေရဲဆိုတော့ချောကြည့်နေတာမီးတုံးရောင်နေဆိုတော့လင်းတို့အုပ်တွေကလည်းပြပြတလဲပြန်ထွက်ကုန်နေထန်လင်းရတော့ဂူနေရောက်ကပ်ပြီးတော့ရှောက်ပါတယ်10မိနစ်လောက်ရှောက်ပြီးရတော့ဂူကလမ်းခွဲနှစ်ခုကွဲသွားပါတယ်ဘယ်ဘက်လမ်းခွဲကနေပြီးတော့ပြင်းထန်တဲ့ဝဝနဲ့ရပါတယ်ညာဘက်လမ်းခွဲမှာတော့လေရအေးအေးလေးတိုက်လို့အဖေတားဒီမှာအတန်ကညာဘက်လမ်းခွဲစီကနေလာတာပါဝဝနန်းကဘယ်ဘက်ကလာတယ်ဆိုလိုတာကဝဝင်ကြီးကဘယ်ဘက်အချက်မှရှိသူ့ရဲ့အိယာမှာအနားယူပြီးကလေးကအခြားတနေရာကိုရောက်နေတာထန်လေးကညာဘက်လမ်းကြားထဲတိုးဝင်လိုက်ပါတယ်အဲ့ဒီနေရာကလူတကူစားတာဝင်းဆက်နဲ့ကြောက်ကြားခေါင်းကလေးပါဂိုင်း20ခန့်ဝင်လိုက်တော့တဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ကြောက်ကပိတ်ရဲ့အမြင့်တစ်ခုပေါ်မှာကလေးငယ်မောင်ကောင်းတွေ့တယ်ဟာမောင်ကောင်းကကြောက်ဆောင်အမြင့်ကြီးပေါ်ကနေကြောက်ကောင်းကျင်းကလေးပေါ်မှာပုံနေတယ်သူ့ရဲ့အောက်မှာတော့နှက်ဆိုင်နဲ့ကြောက်ကပားငယ်တစ်ခုရှိပါတယ်ဦးထမ်းလိန်လားကလေးငယ်ကမေးအောင်တွေ့တော့အားနေစွာနဲ့မေးတယ်သူ့ရဲ့မျက်နှာကသွေးတွေကပေးကြံပြီးတော့အဝတ်စားတွေကလည်းစုပ်ပြက်ပြဲနေတော့တာဟုတ်တယ်သားတိုးနေနော်အကောင်းနိုးသွားလိမ့်မယ်ထန်လိန်အချင်းလေးကိုသဘောပေါက်ပါတယ်ဝဝင်ကြီးကကလေးကိုဖမ်းပြီးရနောက်ကလေးကထွက်ပြေးရင်ဒီကြောက်ကောင်အကျဉ်းလေးထဲမှာပုံနေတာဝဝင်ကြီးကကိုလုံးနဲ့အဲ့ဒီအပေါက်ကျင်းနဲ့ဝင်မရအောင်ကလေးကလည်းထွက်လာမဲ့ချိန်သူကစောင့်နေစင်းရဲ့ငါသားဦးလေးဖမ်းမယ်ဒါမစင်းရဲ့ဦးအောက်မှာသူရှိတယ်ကလေးကတုံရီစွာပြောပါတယ်အဲ့တော့ကူရဲ့တစ်ဖက်ချမ်းစီကနေပြီးတော့မှကြောက်တုံးနဲ့လှုပ်ရှားတဲ့အတန်ပေါ်လာပြန်နေတရားရထားတဲ့ဘဝဝင်ကြီးကသူ့ရဲ့ပိုင်းနဲ့ထဲမှာနောက်ထပ်သားကောင်တစ်ကောင်ရှောက်နေရဲဆိုတာအနံ့ခံမိသွားတယ်သူကနာကျင်မှုတွေနဲ့ဒေါသတွေထွက်နေသလိုစာလောင်မှုနဲ့သွေးရလည်းစနေပါပြီထန်လင်းကတော့မီးတုပ်ကိုကြောက်တုံးနေကြတဲ့မှာထိုးဆန်လိုက်ပါတယ်ပြီးရနောက်တော့ကြောပေါ်မှာ .303 ပြန်ဖြုတ်ယူပြီးတော့မှမောင်းတင်လိုက်တယ်စင်းခင်ကသားအခုချိန်အောက်ကအကောင်ကြီးထက်ဦးလေးတနက်ကပိုးကြောက်ဖို့ကောင်းတယ်အဲ့အောင်ရှုံးလိုက်ပါထန်လေးရကလေးကိုလက်တစ်ဖက်နဲ့လမ်းခေါ်ပြီးတော့မျက်လုံးကလေးကအမောင်ထဲကထွက်လာတဲ့မဲနဲ့နေအရေးကြီးကိုစောင့်ဆိုင်လို့နေပါတယ်ကြောက်ကောင်းလှိုင်ကူအတွင်းမှာတော့ထင်းရှူးစီမီတုတ်တွေမီးတောက်တရားလေးငိမ့်နေပေမဲ့တစ်ဖြက်ဖြက်လှုပ်ခါနေတာအဲ့ဒီအရာကတော့လေးတက်လို့မဟုတ်ပါဘူးမီးတုတ်ကိုကင်ဆောင်ထားတဲ့ထန်လေးရဲ့လက်တည်းတင်းအားကြောင့်ပါဂူရဲ့ဘယ်ဘက်အချက်အမောင်ထုထဲမှာတော့အတန်ကပုံမနီးကပ်လာပါတယ်ကြောက်တုံးတွေကိုနင်းဖြတ်လာတဲ့ခြေတန်ရလေးလံလုံးနေဆိုတော့ဂူကျန်းပြန်တုံခါနေတယောင်ပဲမောင်ကောင်စင်းကြတော့အချိန်မရှိတော့ထန်လေးရလေးတန်မမနဲ့အမိန်ပေးတယ်ကြောက်ဆောင်ကြားထဲမှာပုံလို့နေတဲ့10နှစ်သားအရွယ်ကလေးငယ်မောင်ကောင်ကကြောက်လန့်တကြားအောက်ကိုခုန်ချလိုက်ပါတယ်ထန်လေးရကလေးကိုမြေကြီးနဲ့မရိုက်မိအောင်လှမ်းပြီးတော့ဖမ်းလို့မိမိရဲ့နောက်ကျောဘက်ကိုချက်ချင်းပို့ပါတယ်ငါခောက်ဖတ်ထားပြီးတော့နားနှစ်ဖက်ကိုလက်နဲ့တိချပိတ်ထား
ထန်လေးရကလေးမှားပါတယ်မီးတုပ်ကိုကြောက်ဆောင်ကြထဲမှာထိုးဆိုင်ပါတယ်ပြီးရနောက်တော့ .303 ရိုင်ဖယ်ကိုပခုံးလေးထောက်ပြီးတော့အတန်လာရလမ်းဝအောင်ချိန်ရွယ်ပါတယ်ဂူလန်းခွဲရနေပြီးတော့မှအေယာမဦးကောင်းတစ်လုံးပြူထွက်လာတာပါမီးတုပ်ရောင်နေဆိုတော့ဝဝင်ကြီးရဲ့မျက်လုံးတစ်ဖက်အကောင်းဘက်မှာအနီရောင်တောက်လို့သူ့ရဲ့ပါဇက်ကတရေရရိုးစည်းကြပြီးတော့ပခုံးစုံမှာထန်လင်းပြတ်ထားတဲ့ဒဏ်ရာတွေကသွေးတွေကစိုးထွက်နေသေးတာဝဝင်ကြီးကချစ်ချစ်မဝင်လာပါဘူးသူကတော့လူသား2ယောက်နဲ့ခွေး2ကောင်ရှိနေတယ်ဆိုတော့တွေ့တော့တုံ့ဆိုင်သွားပါတယ်ဒဏ်ရာရထားတယ်ဆိုတော့သူပိုတရိကြီးတယ်သူကတော့ခေါင်းကိုခါရမ်းလိုက်ပြီးတော့နှာခေါင်းရှုံလို့ချင်းချောက်တန်ပြုတ်ပါတယ်အောင်နဲ့ကြားပေါက်အရှိမတိုးနဲ့နော်ဟောင်းမဲဟောင်းထန်လင်းကခွေးတွေကိုထိန်းပါတယ်အဲ့ဒီလိုကျင်းမြောင်းတဲ့နေရာမှာခွေးတွေကိုဝင်လုံးရင်ဝဝင်ကြီးကလက်ဝါးနဲ့ရိုက်တက်လိုက်ရုံပဲရှိမှာဝဝင်ကြီးကစိတ်မရှိတော့သူကအနောက်ခြေနဲ့ချောင်းနဲ့ကန်ပြီးတော့အရှိကိုဒုံဆိုင်ပြေးပါတယ်ကျင်းမြောင်းတဲ့ကူလန်းချောင်းဆိုတော့ရှောင်းစရာနေရာလည်းမရှိဘူးအကွာဝေးက15ပေကတ်မယ်လို့တယ်တေစန်းကွာထန်လေးကမောင်ကောင်းရဲ့ဘေးကင်းရုံငှက်ပြီးတော့မှချိန်သားကိုတေချာညှိပြီးတော့မောင်းခလုတ်ဆွဲချလိုက်ပါတယ်ပိတ်လောင်နေတဲ့ကြောက်ကိုအတွင်းမှာတော့.303ရဲ့ပောက်ကွဲတန်ကြီးကမိုးကြိုးပြစ်လိုက်တဲ့အတန်ကိုကျဲလောင်လွန်းနေအတန်လိုင်းကကြောက်နေရနေရိုက်ခတ်ပြီးတော့ပဲ့တင်တန်ထွက်သွားတဲ့အခါမှာတော့ထန်လင်းရဲ့နားထဲမှာဝီးဆိုတဲ့အတန်ကလွယ်လို့ဘာမှမကြားရဘူးမျက်လုံးထဲမှာလည်းပဲရမ်းမီးပွင့်ပြီးတော့ခစ်တပြာသွားပါတယ်အဲ့ဒီကူရဲ့မျက်နှာချက်ကနေဖုံမှုတ်တင်နဲ့ကြောက်ဆိုင်ကြောက်ခေအသေးစားလေးပြုတ်ကျလာပါတယ်ဝဝင်ကြီးရဲ့နာကျင်စော်ရဲတန်အတန်အကြီးကိုကြားပါတယ်ရန်ငွေတွေကြားရဝဝင်ကြီးကအနောက်ကိုလမ်းကျသွားတော့ရိတ်ကနေမြက်နေဂျီစန်ကလည်းမျက်နှာကြီးတက်မဟုတ်ပါဘူးရှင်ဘက်ကိုထိမှန်သွားတဲ့ပုံပဲတော့မယ်ပြေးထက်လေးကနားမကြားရပါမဲ့မောင်ကောင်းရဲ့လက်မောက်ဆွဲပြီးတော့ဂူအဝကိုဥတီပြီးတော့ပြေးပါတယ်အောင်နှက်ကကြားပေါက်နဲ့အနောက်ကကတ်လိုက်တယ်အနောက်ဘက်စီကအတန်ပလန်နေရကြားနေရစေဝဝင်ကြီးကတော့မသိသေးဘူး.303ကြီးစံကလည်းအကွာဝေးနီးကပ်လွန်တော့ဖောက်ထွက်သွားခြင်းဒါမှမဟုတ်ဦးကောင်းခိုအမာတွေကိုရှက်ထိပြီးတော့လမ်းကြောင်းလွဲသွားခြင်းဖြစ်နိုင်စရာရှိတယ်တောဝက်ရဲ့ဦးကောင်းခုံကတန်မဏိနီးပါမားပါတယ်ထန်လိန်တို့ကကူဝါကိုရောက်လင်ရောက်ခြင်းအသေးအတန်ကိုပြေးတာဂူကျမ်းပြင်ကြီးကချောကြည့်နေရဲဆိုတော့မောင်ကောင်းကချော်လဲပါတယ်ထန်လိန်ကကလေးကိုပွေ့ချပြီးတော့ဆက်ပြေးပါတယ်ဂူဝါကိုရောက်ခါနေမှာအလင်းအောင်ဖြုတ်ဖြုတ်မြင်ပါတယ်ညနေကစောင်းပါပြီအောင်နဲ့အနောက်ကိုကြည့်ထားကိုပြင်ဘက်ကိုရောက်တာနဲ့ထန်လေးကမောင်ကောင်းကိုချလိုက်ပြီးတော့ဂူပေါက်ဝေါတနက်နဲ့ပြန်ချိန်ပါတယ်ဒါပေမဲ့ဝဝင်ကြီးပြန်မထွက်လာပါဘူးဂူအတွင်းဝိုင်းကနေပြီးတော့နာကျင်ဒေါသထွက်နေတဲ့အတန်ရပဲ့တင်ထက်လို့သူကထိသွားတယ်ဒါပေမဲ့မသိဘူးဒီကောင်ရဲ့တန်မနစ်လောက်ထားတာမသိဘူးထန်လေးကနားထဲမှာဦးနေစေဆိုပေမဲ့အချင်းကိုသုံးသက်တယ်သူကချစ်ချစ်မလိုက်လာနိုင်ဘူးတေးနိုင်လောက်အောင်ကြီးကျယ်ထိသွားဖြစ်မယ်ဒါငါတို့အတွက်အခွင့်အရေးပဲအပြန်လန်းအန်တရေကဲလာငါသားငါတို့ဒီနားမှာနေလို့မဖြစ်ဘူးထန်လင်းရမောင်ကောင်းကိုကြောပိုးလိုက်တယ်ခလေးကကြောက်ရွံ့တုံနေတာမကြောက်နဲ့တော့ဦးလေးရှိတယ်ငါသားကိုအိမ်ပြန်ပို့ပေးပါမယ်ထန်လင်းကကြောက်ကောင်းလိုက်ကိုကနေခတ်သက်ခွာတယ်ဒါပေမဲ့သူရောက်တမ်းမပြန်နိုင်ဘူးညနေဆောင်နေပြီဆိုတော့ဒဏ်ရာရဝဝင်ကြီးကဂူထဲမှာပိတ်နေမှာမဟုတ်ပဲနဲ့အခြားထွက်ပေါက်တနေရာတွေထွက်ပြီးသူတို့ကိုဖြက်လန်းကနေလိုက်လာနိုင်တယ်လို့ထန်လိန်တွက်စားတယ်ဒီညတော့ရွာပြန်လို့မရဘူးလမ်းမှာမှောင်သွားရဲဆိုရင်ဒီကောင်ငါတို့နောက်ကနေအလွယ်တကူတက်မှာအဲ့တော့လုံခြုံတဲ့တနေရာကိုရှာပြီးတော့မနဲ့လင်းမဒိုးဆက်သွားတာပေါ့ထန်လင်းကကြောက်ဖြူတောင်ဆောင်ရဲ့အထက်ဘက်လေးအဝေးဘက်မျောကြည့်ပြီးတော့မှလွယ်ကူလာတဲ့လေးယုံကြောက်စွန်းစီဦးတီလိုက်ပါတယ်အဲ့ဒီနေရာကအမြင်ပိုင်းဆိုတော့ဝက်ဝင်ကြီးလာလေအဝေးကနေပြီးတော့မြင်နိုင်တယ်လို့ခွေးတွေကအနှံ့ခံဖို့လဲလွယ်ပါတယ်ကြောက်စွန်းပေါ်ရောက်တော့ထန်လေးကမောင်ကောင်းကိုချလိုက်တယ်ကောင်းညင်းထုတ်ကိုဖြီးပြီးတော့ကလေးကိုကျွေးတယ်ကဲစားလိုက်ငါသားအားရှောင်စားမဲမရမင်းကိုစောင့်နေတာမောင်ကောင်းကကောင်းညင်းထုတ်ကိုငိုပြီးစားပါတယ်ထန်လေးကတနက်ကိုပေါင်မတင်ပြီးတော့အောက်ဘက်မှာရှိတဲ့မဲမောင်ရဲ့တောအုပ်ကြီးကိုစိုက်ကြည့်ပါတယ်တောအုပ်ထဲမှာတရားရထားတဲ့ဘလူးကြီးတကောင်ကနာကျင်မှုနဲ့အတူလက်စားချင်ရဲ့ခွင့်ရကိုစောင့်မျှော်နေမှာပါလင်းယုံကြောက်အစွန်းကကနေဒီတောင်ကျောရဲ့မြောက်ဘက်အကျန်းလေးကကြောက်ကဘာတစ်ခုပါအဲ့ဒီနေရာကအမြင့်ပိုင်းမှာရှိရဲဆိုတော့အောက်ဘက်မှာရှိတဲ့မြေမဲချိုင်ဝိုင်းတစ်ခုလုံးကိုစီးမိုးမြင်ရလို့တာရဲ့တရိတ်ဆန်ကြီးအလွယ်တကူတက်မလာနိုင်တဲ့တဘာဝခန်းစစ်တက်တစ်ခုဖြစ်ပါတယ်
ညာနလာနဲ့အများလေးအေးလေးရအရိုးခိုက်နေအောင်တိုက်ပါတယ်ထန်လင်းရကြောက်ကဘာရဲ့အကွဲလေငိမ့်တဲ့နေရာမှာမီးပုံလေးတစ်ခုကိုဖိုးပါတယ်ဝဝဝင်ကြီးကမီးကြောက်တယ်လို့သိထားတော့အဲ့ဒီမီးပုံကြီးကအပူဓာတ်ပေးရုံတမကလုံကြုံရေးစီးတစ်ခုလည်းရှိပါတယ်မောင်ကောင်းပိုက်ပြေးသွားတော့ထန်လင်းရမေကွန်ထုတ်ပြတယ်ဒီအချက်ကအရေးကြီးတာငါသားဦးလေးမေးမယ်အမှန်တိုင်းပြောနော်ဟိုးအဝေးကြီးကမင်းဖေကိုတက်ပြီးတော့မင်းကိုဘာလို့မတက်တာလဲမင်းဘလို့လုပ်ပြီးလွတ်လာတာလဲမောင်ကောင်းကမီးတောက်ကိုငေးကြည့်တယ်ခန္ဓာကိုယ်ကိုတုံရင်သွားတယ်သူ့ရဲ့မျက်ဝန်းထဲမှာကြောက်ရွံ့မှုနဲ့နားမလည်နိုင်မှုတွေရောထွေးနေတာသူကသားကိုမတက်ဘူးဦးလေးသားထွက်ပြေးနေတော့သူသားကိုမှီတယ်ဒါပေမဲ့သူမကိုက်ဘူးသူ့ရဲ့လက်ဝိုင်းနဲ့ပိတ်ရိုက်ပြီးမိသွားလှုပ်လိုက်တာပြီးတော့သားတတိယတော့ဟိုးကြောက်ခေါင်းနဲ့ရောက်နေတာသူကအပေါက်ဝါမှာထိုင်ဆောင်နေတာသားကိုသူတက်မစားဘဲနဲ့သားကိုအစာလာကျွေးတယ်ဘလို့ထလိမ့်အော်သွားတာဝဝကအစာလာကျွေးဟုတ်လားဟုတ်တယ်ဦးလေးသူကတတိယပြောင်းနေရှူလာပေးတယ်တခါသွေးစိမ့်ရှင်းတောကောင်သားတွေလည်းပေးတယ်သားမစားဘဲငုံနေသူကတအိုးအိုးနဲ့အတန်ပြူပြီးတော့စိတ်ဆိုးသလိုလှုပ်တယ်ထန်လင်းရမုန်းစိတ်မွေကိုပတ်သက်ပြီးတော့နည်းနည်းစဉ်းစားတယ်ဒါပုံမှန်မဟုတ်ဘူးသားရဲ့တကောင်ကသားကောင်ကိုအရှင်မွေးထားတဲ့ဆိုတာကအစာလောင်ထားတဲ့သဘောဖြစ်နိုင်တယ်လို့နောက်တစ်မျိုးလည်းရှိတယ်သူရဲ့ပုံစံသားကိုကြည့်ရင်မျက်လုံးတစ်မျိုးပဲဦးလေးတခါတလေသူကကြောက်တုံးကိုလူချော့တယ်လို့ပုတ်တယ်ပြီးတော့သူ့ရဲ့ရင်ဘက်ကအဖြူကောက်လက်နဲ့အမြဲတမ်းပုတ်တယ်ဒီကောင်ကယူနေတာပဲစိတ်ဖောက်နေတဲ့ဝက်ဝင်ကြီးပဲထန်လေးရရွာသားတွေပြောခဲ့မှုတဲ့စကားတစ်ခုသွားတတိရတာပါလွန်ခဲ့တဲ့9နှစ်လောက်တုန်းကမိုးစိုးအဖွဲ့ကကနေဒီတောင်ကျော်ကဝက်ဝက်မှတားအမျိုးတက်ခဲ့မှုတွေဝက်ဝက်ပေါက်လေးတည်သွားပြီးတော့ဝက်ဝက်မရဒဏ်ရာနဲ့လွတ်သွားခဲ့မှုတဲ့ဆိုတဲ့သတင်းမှာမောင်ကောင်းအဲ့ဒီကောင်ရအထီလာမလားအဲ့တော့သားမသိဘူးသူ့ရဲ့ဘိုက်အောက်မှာနှုတ်သီးကောင်းရီတွဲလောင်းကြနေအောင်တွေ့တယ်။အော်အဲ့ဒါဆိုသိချပြီ။အဲ့ဒါဝက်ဝက်မကြီးပဲ။လွန်ခဲ့တဲ့နှစ်တည်းသူ့ကလေးကိုလူတွေကတတ်သွားလို့သူစိတ်တရာရနေတာယူသွတ်နေတဲ့ဝက်ဝက်မကြီးပဲ။အဲ့ဒါကြောင့်သူကလူတွေကိုအညှိုးတကြီးတတ်နေရဲဆိုပေမဲ့ကလေးဖြစ်တဲ့မောင်ကောင်ချမ်းသာပေးရနေမှာဒါကတဘာဝတရားရဲ့အလွန်ကြီးကွဲစရာကောင်းပြီးကြောက်စရာကောင်းတဲ့ဖြစ်ရဆန်းတစ်ခုပဲ။အဲ့ဒါဆိုသူသားကိုပြန်လာရှောင်းမလားဦးလေး။လာရှာမပေါ်ငါသားရဲ့ဝဝမဆိုတာသူ့ကလေးပြောက်သွားတယ်ဆိုရင်ကဘာအစုံနေလိုက်ရှာတတဲ့အခုသူကဒရာလေးရထားတယ်ဆိုတော့ပူဆိုးတာပေါ့ဒီချိန်မှာအောင်နဲ့ကြားပေါက်ကမိဘုံနှစ်ပင်မှာရုတ်တရက်ထပါတယ်သူတို့နှစ်ကောင်စလုံးကြောက်ကဘာရဲ့အောက်ဘက်အမောင်တုဖုံးလွှမ်းနေတဲ့တောစီကိုမျက်နှာရမူပြီးတော့လေချောင်းတွေအတန်နဲ့တွေနဲ့ဟိန်းဟောက်တယ်လေတွေကညှိနှက်တဲ့အတူဒေါသတကြီးအော်လိုက်တဲ့အတန်တစ်ခုကပေါ်လာပြန်ပါတယ်အတန်ကမြေမဲကြိုက်ဝမ်းအောက်ချရနေလာတာပါဝေးကွာသေးရဆိုပေမဲ့အဲ့ဒီအတန်ထဲမှာပါနေတဲ့နာကျင်မှုနဲ့ဒေါသတွေကိုထန်လိန်ကောင်းကောင်းခံစားလိုက်ရပါတယ်သူလာနေပြီထန်လိန်ကမိတော့မမြင်တော့ကြောက်နေကပါတယ်တနက်ကိုကောက်ကန်လိုက်ပါတယ်ဒီညအဲ့လိုတော့မရဘူးသူကအနံ့ခံပြီးတော့လိုက်လာလိမ့်မယ်ငါတို့ကအမြင့်မှာရှိနေလို့သာခဏလောက်သက်သာတာမနက်မိုးလက်နာနေရွာအမြန်ဆုံးပြေးမှဖြစ်မယ်ဝဝမာယာသူကလေးကိုပြန်ယူဖို့ရန်အတွက်မိသည့်အရာကိုမစိုးရင်ဆိုင်တော့မှာပါထန်လင်းရတေမင်းနဲ့စစ်ခင်းရမယ်နောက်ဆုံးပွဲအတွက်စိတ်ကိုတင်းထားလိုက်ပါတယ်ကနေဒီတောင်ကျော်ရဲ့မနက်ခင်းအာယုံတက်တဲ့အချိန်ကအေးဆက်ပြီးတော့တိတ်ဆိတ်လွန်နေလင်းယုံကြောက်အစွန်းပေါ်မှာနှင်းမျိုးတွေထူထပ်စွာနဲ့ကြာရောက်နေရဲဆိုတော့ငါးဘီအကွာကိုတော့တိချာမတွေ့ရပါဘူးထားငါသားအခုသွားတော့မယ်ထန်လေးရမောင်ကောင်းနှိုးတယ်ခလေးရလည်းပဲအေးမဝသေးတော့မျက်လုံးတွေကမိုးအစ်လို့အသက်အန္တရာယ်ကိုသိတော့ချစ်ချစ်မထရက်တယ်ထန်လေးရမိဘကိုမြေဖိုးဖိုးလှုပ်တယ်ပတ်ဝန်းကျင်နားဆွနေအောင်နဲ့နေကြပေါ့ရှေ့ရသွားထန်လေးရပွိုင်303ရက်ဖေးကိုမောင်းတင်လိုက်တယ်ဒီခါပြည့်ရင်တော့လွဲလို့မဖြစ်ပါဘူးသူကကြောက်စိုးကနေတောက်ကိုဖြည်းဖြည်းချင်းဆန်းလာပါတယ်ထန်လေးကလမ်းမှန်အတိုင်းပဲမသွားဘဲနဲ့ဝယုံတောကထူထပ်နေတဲ့ဝဘိုးလမ်းကြောင်းဘက်ကိုကွေ့လိုက်ပါတယ်ပုံမှန်လမ်းကရှင်းပေမဲ့ဝဝင်ကြီးကအဲ့ဒီလမ်းကိုစောင့်နေနိုင်တယ်လို့သူတွက်ဆထားလို့ပါခြေတလုံးနင်းတော့ငါသားအကိုင်း6တေမနှင်းမိစိမ့်နဲ့သူတို့တွေကဝယုံတော်ရဲဝင်ပါတယ်ဝရွက်6တေအောက်မှာမြေကြီးရဆိုးလို့ဂိုင်း200ခန့်ဆင်းလာပြီးရနောက်တော့အောင်နက်ကရုတ်တရက်ကြီးဆိုသလိုရက်သွားပါတယ်သူကရှိတ်ဆက်မသွားဘဲနဲ့ဝယုံပင်အကွဲတစ်ခုမှစိုက်ပြီးတော့မှအမီးကိုတောင်းထားလိုက်တယ်ကြားပေါက်ကနောက်ပြန်ဆုပ်လာပြီးတော့ထန်လင်းရဲ့ခြေထောက်ကြားရဲ့ဝင်ပါတယ်ထန်လင်းတီးလိုက်တယ်ဝဝင်ကြီးကသူတို့အနောက်ကလိုက်လာတာမဟုတ်ပါဘူးသူတို့ဆင်းလာရင်လည်းကြိုတီးပြီးတော့အောက်ကနေပိတ်ပြီးစောင့်တာတကယ်ကိုပါနဲ့လုံးနဲ့တာရဲကြီးပါဝ
ယုံတော်ရဲ့မြူကိုတွေကြားထဲမှာမဲနဲ့နေအရေးကြီးတစ်ခုရုတ်တရက်ပေါ်လာပါတယ်အကွာဝေးကိုင်း20လောက်ပဲရှိမှာပါဝဝအမကြီးဖြစ်ပါတယ်သူကခြေလေးချောင်းထောက်ရှောက်နေရကနေပြီးထန်လင်းကိုတွေ့ရတဲ့ခြေနှစ်ချောင်းနဲ့မတည့်ရပါတယ်သူမရဲ့ရှင်ဘက်မှာ V ပုံတံအကွက်တွေကတော့မြူနင်းနေကြရထင်းလို့ပခုံးမှာထန်လင်းပစ်ထားတဲ့တရားဟောင်းကြီးကသွေးတွေစီးကျနေစေဆိုရင်ပဲသူ့ရဲ့အာမန်ကရှော့မသွားပါဘူးထူးခြားတာကသူကထန်လင်းကိုမကြည့်ပဲနဲ့ထန်လင်းရဲ့အနောက်ကျောမှာကပ်နေတဲ့မောင်ကောင်းကိုစိုက်ကြည့်ပါတယ်သူရဲ့မျက်လုံးကအကောင်းဘက်မှာဒေါသထက်တက်မှတ်မှုတွေကပိုင်ဆိုးလိုစိတ်ကပြည့်နှံ့နေတော့တာသူမပါဇက်ကနေတအော်မြည်တမ်းပေးပြီးတော့လက်ဝါးကြီးကိုဖြတ်ပြီးရှိတိုးပါတယ်လူတစ်ယောက်ကငါသားကိုပြန်ပေးလို့တောင်းဆိုနေတယ်မောင်ကောင်းငါနောက်ကနေမထွက်နဲ့ထန်လင်းရတနက်ကိုပခုံးထောက်တယ်ဝဝမကြီးကစေခိုက်ကောင်ရောက်ပါတယ်မင်းရှိစတိုးရဲဆိုငါပြစ်မှာနော်ဝဝမကြီးကထန်လေးစကောင်နားမလဲပဲမဲ့တနက်ပြောင်းဝတွေ့တော့ဒေါသပူပေါက်ကွဲသွားပါတယ်ဝဝမရဲ့အရှိန်ကမြန်နေထန်လေးရစိတ်ကိုညှိအောင်ထားပြီးတော့သူမရဲ့ရှင်ဘက်အဖြူကွက်တဲ့ကိုထိန်နေတနက်တန်ကဒိုင်းငနေကျိလောင်စွာပေါ်လာပါတယ်ကြည်စံကဝဝမရဲ့ရှင်ဘက်ကိုဖောက်သွားတာပါမလဲဘူးထန်လေးမျက်လုံးပြူသွားတယ်ဝဝမာကြီးကနာကျင်မှုတွေနဲ့ပုံမပူးတော့ရှူးသွတ်သွားတယ်သူမအရှိန်မသက်ပင်နဲ့ဆက်ပြေးတယ်ကဲကိုက်ဆဲအောင်နဲ့ခွေးနှကောင်ကဘေးဘက်ကဝေရောက်ပြီးတော့ကိုက်ပါတယ်အောင်နှက်ကဝဝမာရဲ့အနောက်ခြေကိုကိုက်တယ်သူမလင်းမြန်စွာလှည့်ပြီးလက်ဝိုင်းနဲ့ရိုက်တယ်အောင်နှက်ကဝယုံပင်နဲ့ရိုက်မိပြီးလွင့်သွားပါတယ်ကြားပေါက်ကလေပြီးတော့ဝင်ကိုက်ဖို့ကြိုးစားပေမဲ့ဝဝမာကြီးကကြားပေါက်ကိုလက်နဲ့ပုတ်ထုတ်လိုက်တာအဲ့တော့ထန်လိန်နဲ့ဝဝမာကြီးရဲ့အကြားဘာအကာကွယ်မှမရှိတော့ထန်လိန်ကမောင်းပြန်တင်ရန်အချိန်မရှိတော့သူကတနက်ကိုဒုတ်ကဲ့သို့ကိုင်းပြီးတော့ပြေးဝင်လာတဲ့ဝဝမာရဲ့မျက်နှာကိုရိုက်ထည့်လိုက်တယ်တနက်တင်ရဝဝမာရဲ့နှာခေါင်းရိုက်မိသွားတယ်ဒါပေမဲ့ဝဝမာရဲ့အားကောင်းလို့နေသူမကလက်ဝါးတစ်ချက်နဲ့ပြန်ပုတ်တယ်ထန်လင်းရဲ့လက်ထဲမှာတနက်လွင့်သွားပါတယ်ထန်လင်းရတော့ဝဝမာရဲ့ကိုယ်လုံးနဲ့တိုက်မိပြီးတော့အနောက်ကိုလဲကျသွားတယ်သူကခါကဓမ္မကြီးကျွတ်သွားပါတယ်ဝဝမာရထန်လင်းကိုအပေါ်ကနေခွာလိုက်တယ်သူမရဲ့ပါဇက်ကတရေနဲ့သွေးဆွက်တွေကထန်လင်းရဲ့မျက်နှာပေါ်ကျပါတယ်သူမပါဇက်ကြီးကိုဟာပြီးတော့ထန်လင်းရဲ့ဥကောင်ကိုကိုက်ခဲရပြင်းနေရုတ်တရက်ဆိုသလိုမောင်ကောင်းရဲ့ဆူးရှာတဲ့အော်သိန်းပေါ်လာပါတယ်ကလေးငယ်ကကြောက်လန့်တကြားအော်လိုက်တာပါဒါပေမဲ့အဲ့ဒီတန်ကအမေကြီးဆိုတဲ့အတန်ပါဝဝမကြီးကကိုက်ခဲဟန်ပြင်းနေရရက်သွားပါတယ်သူမအနီရောင်မျက်လုံးတစ်ဖက်ထန်လင်းကိုကြော်ပြီးတော့အနောက်ဘက်မှာရက်နေတဲ့မောင်ကောင်းကြည့်ရဲသူ့ရဲ့နားထဲမှာအမေဆိုတဲ့အတန်ကသူ့ရဲ့ပျောက်နေတဲ့ဝဝင်လေးရဲ့အတန်နဲ့တူနေသလားတော့မပြောတတ်ဘူးအဲ့ဒီခိုက်တန်လေးကိုအသုံးချပြီးတော့ထန်လင်းကဘေးကကြတဲ့ဓမ္မယုတ်လှမ်းယူတယ်ဝဝမာရထန်လေးကိုလက်သိမ်းနဲ့ကုတ်ပါတယ်ထန်လေးကလက်မောင်းကကာလိုက်ပြီးရနောက်တော့လက်သေးရတွေကတရေပြောက်ဖောက်ပြီးအသားတွေကိုစူးဝင်သွားတာထန်လေးနာကျင်စွာနဲ့អော်ပါတယ်ညာလက်မှာရှိတဲ့ဓမ္မကြီးကဝဝမာကြီးရဲ့ဝမ်ပိုင်အောက်ကိုထိုးဆိုင်လိုက်တယ်ထန်လေးရဲ့လက်ထဲကဓမ္မကြီးကဝဝမာကြီးရဲ့ဝမ်ပိုင်အောက်ပျော့ပြောင်းတဲ့နေရာကိုထိုးဆိုင်ဝင်ရောက်သွားပါတယ်အဲ့ဒီဓမ္မကြီးကဘိုးဘွားပိုင်တန်ကောင်းဓမ္မဖြစ်တာနဲ့အညီဝဝရဲ့ထူထဲနေတဲ့အစီပြင်းကိုဖောက်ထွက်ပြီးတော့ကလီစာရီထီကိုထိုးဆိုင်သွားတာပါဝဝမကြီးကနာကျင်လွန်ပြီးတော့အတန်ကုန်អော်ပါတယ်သူ့ရဲ့အတန်ကြီးတော်ရီတစ်ခုလုံးကိုတုံဟီးသွားစေရပါသူမကစူးဝင်နေတဲ့ဓာတ်ကိုလက်သေးနဲ့ကုတ်ဖယ်ဖို့ကြိုးစားပါတယ်ထန်လင်းကတရိုးကိုလွတ်မပေးဘဲနဲ့အပေါ်ဆွဲတက်နေဝဝမကြီးကနာကျင်မှုတွေနဲ့ဆိုတော့သူမအောက်မှာရှိနေတဲ့ထန်လင်းကိုလက်ဝိုင်းနဲ့ရန်တန်ရိုက်ပါတယ်ထန်လင်းကတော့ဘဲဘက်လက်မောင်းမြောက်ပြီးတော့ကားပါတယ်သူကျွတ်တဲ့စီဇန်ပြီးပတ်ထားတဲ့တရေလက်ကြီးကအဲ့ဒီဝဝရဲ့လက်သေးချက်နဲ့ဆိုတော့စုပ်ပြက်ပြီးအထက်ကအသားတွေကိုထိသွားပါတယ်အယိုးကျိုးသွားသလိုနာကျင်မှုကြီးတစ်ခုရှင်ပတ်ထဲထိစိတ်ဝင်သွားပါတယ်ထဆန်ထန်လင်းရတေးလူမျိုးပါအားသုံးပြီးတော့ဝဝမာရဲ့ကိုလုံးအောက်ကရုံထွက်ရန်ကြိုးစားပါတယ်အဲ့ဒီတော့အောင်နှက်ကဝဝမာရဲ့လေဘင်းကိုအနောက်ကနေခုံအုပ်လိုက်တယ်ကြားပေါက်ကဝဝဝင်ကြီးရဲ့နှာခေါင်းဝင်ဆွဲတယ်ခွေးနှကောင်ရဲ့အကူညီနဲ့ဝဝမာကြီးကထန်လင်းကိုဆက်မတိုက်တော့ဘဲနဲ့ခွေးတို့ပြန်လဲရံမှုဖို့ပြန်လှည့်ပါတယ်အဲ့ဒီအချိန်မှာခွေရေးယူလို့ထန်လေးရဝဝမာရဲ့အောက်လွတ်မြောက်သွားပြီးမြေကြီးပေါ်မှာလဲကျနေတဲ့ပွိုင်း303ရက်ဖဲကိုလှိမ့်ပြီးတော့ယူလိုက်ပါတယ်ထန်လေးရတနက်ကိုကောက်ပြီးတော့မှဒူးထောက်လို့မောင်းတင်လိုက်တယ်ဒါပေမဲ့သူမပြည့်ရတော့ပါဘူးဝဝမာရမတည့်ရရန်ကြိုးစားပေမဲ့ဘိုက်ကတရားပြင်းလွန်တော့ခြေထောက်ကခွေလဲပြီးတော့ဝ
ဘုံကနေလဲသွားပါတယ်ဒါပေမဲ့သူမရဲ့မျက်လုံးတွေကထန်လဲကိုမကြည့်ပါဘူးအောင်နှက်ကိုလည်းမကြည့်ပါဘူးသူမနဲ့စေခိုက်အကွာဝယုံပင်အကွယ်မှာတုံရီစွာရက်နေတဲ့ကလေးငယ်မောင်ကောင်းကိုပဲကြည့်နေရပါသူမအမြေကြီးကိုလက်သိမ်းနဲ့ရက်လို့မောင်ကောင်းရှိအောင်တွားသွားဖို့ကြိုးစားပါတယ်သူရဲ့မျက်လုံးကအကောင်းဘက်မှာဒေါသအယောင်တွေပျောက်သွားပါတယ်အားငယ်ဝမ်းနည်းမှုတွေအစားထိုးဝင်လာတယ်သူမတားပြောင်နေတဲ့မိခင်တယောက်မိမိရဲ့သားငယ်ကိုနောက်ဆုံးအချိန်ထိတွေ့ခြင်းနဲ့မိခင်တယောက်ရဲ့အကြည့်မျိုးနဲ့ကြည့်နေရပါမောင်ကောင်းကတော့ကြောက်နေပေမဲ့ဝဝမရဲ့ပုံစံကိုကြည့်ပြီးတော့အနောက်မဆုတ်မိဘူးသူသေတော့မှလာရင်ဦးလေးထန်လေးရတနက်ကိုရှော့လိုက်ပါတယ်ဟုတ်တယ်ငါသားသူသေတော့မယ်ဝဝမရမောင်ကောင်းရဲ့ခြေရက်နားထီကိုရအောင်တွားသွားပါတယ်ပြီးရနောက်တော့သူ့ရဲ့လက်ဝါးရိုမောင်ကောင်းဘက်ကိုလှမ်းလိုက်တယ်လေထဲမှာပဲအားကုန်သွားပြီးတော့ပြန်ပြီးပြူးကျသွားပါတယ်ဝဝမရဲ့နှာခေါင်းကနေလေးပူတွေမှုတ်ထုတ်လိုက်တယ်ခန္ဓာကိုယ်ကတစ်ချက်တုံသွားပါတယ်ပြီးရနောက်တော့အေယာမတာရဲကြီးကငြိမ်သက်သွားတယ်ရင်ဘတ်ပေါ်မှာV ပုံတံအဖြူကွက်ကြီးကအခုအခါမှာတော့အနီရောင်သွေးကွက်တွေနဲ့လုံးဝဖုံးလွှမ်းသွားခဲ့ပါတယ်ထလင်းကနောက်ဆုံးထွက်သက်အထိတားလို့သူမထင်းနေတဲ့မောင်ကောင်းစီကိုလှမ်းဖို့ကြိုးစားနေခဲ့တဲ့ဝဝမာယုံငေးကြည့်နေတာထလင်းရဝဝမာကြီးရဲ့မိခင်မြတ်တောင်မျက်ဝါးထင်းထင်းတွေ့ရတော့ရင်ထဲမှာနှစ်နေအောင်ခံစားရတယ်သူကပွိုင်303ရိုင်ဖယ်ကိုဖြင်းချင်းစွာရှော့ချပေးရနာဝဝမာကြီးရဲ့နှာခေါင်းဝါကိုလက်ဖမိုးနဲ့တက်လို့အသက်ရှူသက်နာဆွနေလေးပြမထွက်တော့ပါဘူးရင်ဘက်ကမလှုပ်တော့ပါဘူးသူမရဲ့ဝမ်းနေပူဆွေးမှုတွေနဲ့နာကျင်မှုတွေအားလုံးချုပ်ငြိမ်သွားပါပြီထန်လေးရဝဝမာကြီးရဲ့မျက်လုံးကိုညင်သာစွာနဲ့ပိတ်ပေးလိုက်တယ်သူမရက်ဆက်တဲ့သားရဲ့မဟုတ်ပါဘူးလူတွေရဲ့ရက်ဆက်မှုကြောင့်စိတ်ဖောက်ပြန်သွားရှာတဲ့အမေတယောက်ပါထန်လေးရတပ်ပြင်းချာရဲ့တီတိုရဲ့ရောက်ပါတယ်တာမန်စိန်မိုးဆိုးတွေကရန်သူကိုနှိမ်နှင်းပေးတက်သိနေနဲ့ခေါင်းဖြတ်တယ်ဒါပေမဲ့ထန်လေးရအဲ့လိုမလုပ်ပါဘူးသူမရဲ့ခန္ဓာကိုဒီတိုင်းအကောင်းပကတိထားခဲ့မယ်လို့ဆုံးဖြတ်လိုက်တယ်မင်းတို့ဒီတိုးထဲမှာပဲမင်းရဲ့အပြစ်မဟုတ်တဲ့နာကျင်မှုတွေတည်းငြိမ်လေးပဲနားစေတော့မယ်ထန်လိန်စိတ်ထဲကတိုးတိုးလေးဆွတောင်းပါတယ်အဲ့ဒီနောက်ထန်လိန်ကမတ်တည့်ရက်လို့ကြောက်လက်တကြားရက်နေမောင်ကောင်းပခုံဖတ်တယ်ကိတလာခဲ့အိမ်ပြန်မယ်ဒီနေရာသူ့ပိုင်နှဲဆိုတော့သူ့အနောက်ရှက်မပေးဘဲနဲ့ထားခဲ့အောင်မြို့နေကြားထဲမှာနေရောင်ကြီးနုနုလေးရထိုးဖောက်ဝင်ရောက်လာပါတယ်မြေကြီးပေါ်မှာတော့ဝဝမကြီးကမိခင်တယောက်ရဲ့ဂုံတိတ်ခါနဲ့အတူငိမ့်ချမ်းစွာအိတ်ဆက်လို့ဝဘိုးလန်းကြားထဲမှာပြန်လေထွက်ခွာလာတဲ့ထန်လိန်မောင်ကောင်းနဲ့ခွေးနှကောင်တို့ကမောပန်းနွမ်းနေနေကြပေမဲ့ခြေလန်းနေရတော့ပေါ့ပါနေရပါနေမောတဲတဲ့ချိန်ရောက်တော့ကနေဒီတောင်ကျော်ရဲ့တစ်ခုလုံးဖုံးလွှမ်းထားတဲ့မြို့နယ်နဲ့ကင်းစင်လို့တောက်ပါတဲ့နေအောင်ကြီးကသူတို့ရဲ့အပြန်လန်းကိုကျိုးနေတယ်လို့ပါပဲဦးလေးလက်တရသွေးထွက်နေတော့မဲ့တာတွဲပေးမယ်မောင်ကောင်းကထန်လင်းရဲ့တရားရထားတဲ့ဘေဘက်လက်မောင်ကြည့်ပြီးတော့မှစိုးရိမ်တကြီးနဲ့ပြောပါတယ်ထန်လင်းကပြုံးနေရပါတယ်ငါသားဒါမို့ဆိုတယောက်ရဲ့ဘဝပဲအိမ်ရောက်တယ်ဆိုရင်စိတ်ထည့်ပြီးတော့တက်တာမှာပါသူတို့ချယ်ရီကုန်းကိုရောက်တော့ပန်းရောင်ချယ်ရီပွက်နေကလေအဝိမှာတပွဲပွဲကြွေးကြလို့လွန်ခဲ့တဲ့ရက်အနေငယ်ကအဲ့ဒီနေရာကိုဖြတ်တန်းခဲ့တုန်းကခန်းစားချက်နဲ့အခုပြန်လာတဲ့ချိန်ခန်းစားချက်ကမိုးနဲ့မြေလိုကွာပါတယ်အဲ့တော့တင်မရဲ့အရေးမဲကြီးလွှမ်းခြုံနေပေမဲ့အခုတော့လေအသက်ရှင်ခြင်းရဲ့အရာတောင်ပြည့်ပွားစွာခံစားရပါပြီဆိုင်ရွက်ရွာအတွင်းမှာကင်းဆောင်နေကြတဲ့ရွာသားတယောက်ကသူ့ကိုတွေ့ပါတယ်ပြန်လာပြီလားကိုထန်လေးအဲ့ဒီတန်ကတရွာလုံးကိုတုံလောက်ခတ်သွားစေရပါတားလေးမောင်ကောင်းအမေတားမိနေအောင်ဖက်လဲတကယ်ငိုကြွေးကြပါတယ်ရွာသားတွေကမျက်ရည်တွေဝဲလို့ထန်လေးရအဲ့ဒီမြေခွင်ကိုကြည့်ပြီးတော့ကျင်းနေစွာပြုံးပါတယ်ခဏကမှနာကျင်မှုတွေတော့ခိတ္တပျောက်သွားတယ်လို့ပဲအခုလှက်ပါဒဏ်ရာတွေနဲ့ညီမလေးနံမွန်ပြေးလာပြီးတော့မှထန်လင်းကိုတွဲပါတယ်တကြီးဥပမောင်နဲ့ငပွားတို့ကရောက်လာတယ်ကိုထန်လင်းခမရတကယ်လုံနိုင်ခဲ့တာပဲဝဝင်ရောထန်လင်းကခေါင်းငိမ့်လိုက်တယ်ပြီးသွားပါပြီတကြီးအကောင်းကြီးလည်းငြိမ်သက်သွားပါပြီရွာသားတွေကိုစိတ်ချလက်ချတောင်းရပြန်လုပ်ခိုင်းလို့ရပါပြီအဲ့ဒီညနေကမှာထန်လင်းရဲ့အိမ်ရှိမှာရွာသားတွေစုနေကြတယ်နံမောကတော့ထန်လင်းရဲ့လက်မောင်းတန်ရောင်စီးထည့်ပြီးတော့ပတ်တီးစီးပေးတယ်ကျွန်တော်အားလုံးထင်ထားသလိုသူကတရေစီးရဲ့ကောင်မဟုတ်ပါဘူးသူကသားသမီးဆုံးရှုံးထားတဲ့မိခင်တကောင်မှာမောင်ကောင်းပြောတဲ့အတိုင်းဆိုရင်ဒီဝဝမာယာကလေးကိုမတက်ပိနဲ့အစာကျွေးပြီးတော့မွေးထားတာပေါ့လွန်ခဲ့တဲ့9နှစ်ကမုတ်ဆိုးတွေသူ့ကလေးကိုတက်သွားတော့သူ့မှာစိတ်တရားရသွားတဲ့ပုံပဲဒါကြောင့်လူတွေမုန်းတီးပြီးတော့တက်ဖြတ်ပါမယ်ကလေးကြတော့သူသားစိတ်ဝင်ပြီးမတက်ရတာအော်တရိတ်ဆန်းဆိုရင်မိခင်မြတ်တာတော့ကြီးမားတယ်နော်ကျုပ်တို့လူတွေကသာသူတို့နေမျိုးကျူးကျော်ပြီးတော့ရန်စားပြီးတော့ခုလိုတွေအပြန်လန်ပေးဆက်ရတာဟုတ်တယ်တကြီးရဲ့
မြေမဲချိုင်ဝမ်ဆိုတာသူတို့ရဲ့နောက်ဆုံးခိုးလုံရာနောက်ရွာသားတွေကိုမှားထားပါအဲ့ဒီဘက်ကိုမကျူးကျော်ပါစေနဲ့တဘောမတရားဆိုတာသူစီကိုစီနဲ့နေမငိမ့်ချတာညနေတော့ရွာသားတွေပြန်သွားကြတယ်ထန်လင်းရကုတ်ပြက်ပေါ်မှာတယောက်သေးလာရအောင်မှာတောက်ပနေတဲ့ကနေဒီတောင်ကျုံးရုပ်ကြည့်နေရပါသူ့ရဲ့နှစ်ဘေးမှာအောင်နဲ့ကြပေါ့အေးချမ်းစွာအိတ်နေပါတယ်သူ့ရဲ့လက်ထဲမှာ .303 ရိုင်ဖယ်ဦးကြီးကင်ထားပါတယ်အဲ့ဒီတနက်ကသူ့တက်ကိုကယ်ခဲ့တယ်လို့အခြားအသက်တွေကိုလည်းနှုတ်ခဲ့ပါတယ်မဟုတ်ဆိုးဆိုတာတက်ဖြတ်ခြင်းကိုဂုံရွရတဲ့အလုံးမဟုတ်ပါဘူးအသက်ရှင်ရည်တည်မှုနဲ့ကာကွယ်မှုအတွက်သာဖြစ်ပါတယ်ထန်လေးရတနက်ကိုအဝိစာနဲ့အုပ်လိုက်တယ်။နေရမှာပြန်ချိတ်တယ်မနှက်ဖန်ဆိုရင်ကနေဒီတောင်ပေါ်မှာနေမင်းကြီးတာမြဲတာတော့မှာပါ။ချယ်ရီပန်းနေပွင့်မြဲပွင့်မေဒါပေမဲ့လို့မြေမဲချိုင်းဝမ်းရဲ့ဂူနဲ့ကြီးထဲမှာတော့တားငယ်ကိုလွှမ်းဆွပြီးတော့အသက်ကုန်ဆုံးသွားတဲ့ဝဝမကြီးရဲ့ပုံရိပ်ကရာဇဝင်တစ်ခုအနေနဲ့ကြံနေခဲ့ပါလိမ့်မယ်။ထန်လင်းကမျက်လုံးမှိတ်လိုက်ပါတယ်။လေထဲမှာတော့ချယ်ရီပန်းရဲ့နဲ့တင်းတင်းလေးရတယ်။စိုင်ရွှေရွာလေးရအေးချမ်းစွာနဲ့အိတ်ဆက်လို့သွားပါတော့တယ်ပရိသတ်များရှင်ပရိသတ်များကိုတော့ဆရာမင်းရေးချေရေးသားထားတဲ့မိုးစိုးထန်လိမ့်နဲ့မြေမဲဂျိုင်ဝမ်ဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျမတို့ channel ကတင်ဆက်ပေးနေတဲ့ဇာတ်လမ်းကောင်းတွေကိုအားပေးနေတဲ့အတွက်ပရိသတ်များအားလုံးကျေးဇူးတင်ပါတယ်ရှင်